တခါကထင်ရှားလာတဲ့ယဟန်တော်အရှင်ဥတ္တမဟာလျှို့ဝှက်စမ်းကြယ်လာတဲ့ဒေသတွေကိုဖျားဖူးရင်းခီးထွက်ခဲ့ပါတယ်။အဲဒီအချိန်ခေတ်ကာလကငြိမ်သက်အေးချမ်းနေပုံရပါတယ်။ရွာအစင်စင်ကိုဖျက်တမ်းပြီးတဲ့နောက်တောအုပ်တစ်ခုလေးကိုရောက်ရှိလို့လာခဲ့တာပေါ့။ထူတက်လာတဲ့တောတောင်တွေဆိုတာကငြိမ်သက်ပေမဲ့တစ်ခုဖုံးကွယ်ထားတယ်လို့ဆရာတော်ရဲ့စိတ်ထဲမှာဖြစ်ပေါ်နေခဲ့ပါတယ်။တောတွေကငြိမ်သက်မှုဟာတရားအားထုတ်ဖို့အတွက်အကောင်းဆုံးနေရာတစ်ခုလည်းဖြစ်တာပေါ့။ကြိုးစားအားထုတ်မှုများကစိတ်ထဲမှာထူးဆန်းတဲ့ခံစားချက်တွေကိုဖြစ်ပေါ်စေပါတယ်။ကြေးရွာတွေကိုဖျက်တမ်းပြီးလမ်းလျှောက်လာခဲ့တဲ့ဆရာတော်ဟာပုံမှန်အတိုင်းရှိနေပေမဲ့တောထဲကိုရောက်လာတဲ့အချိန်ကနေစလို့တိတ်ဆိတ်ငြိမ်သက်မှုအပြင်တစုံတရာကစောင့်ကြည့်နေတယ်လို့ခံစားလာခဲ့ရပါတော့တယ်။ဆရာတော်ဟာမိုးကောင်းကင်ကိုမော့ကြည့်ခဲ့လိုက်တာပေါ့။ညီညိုအောင်တန်းနေပြီးညနေပိုင်းကိုတော့ရောက်ရှိလို့လာခဲ့ပါပြီ။ရွာတွေကိုဖျက်တမ်းပြီးတဲ့နောက်တောထဲကိုဝင်ရောက်လာတာဟာတောရဲ့လူသွားလမ်းလို့ထင်ရတဲ့နေရာကိုတော့ရောက်ရှိလို့နေခဲ့ပါပြီ။ရုတ်တရက်ဟောင်းနှံနှံအဝေးကိုဝစ်စင်ထားတဲ့လူကြီးတယောက်ကလူသွားလမ်းပေါ်မှာလမ်းလျှောက်နေတာကိုဆရာတော်မြင်တွေ့ခဲ့လိုက်ရပါတယ်။ဆရာတော်ကိုမြင်တော့အဲ့ဒီလူကြီးလည်းပြုံးပြခဲ့လိုက်တာပေါ့။ဆရာတော်ဘယ်ကလာပြီးဘယ်ကိုကြွမလို့လဲဖေဟာ။ကိုတော်ကမြေပြန့်ဒေသကလာခဲ့တာပါ။အောက်ပြည်အောက်ရွာဘက်မှာရှေးဟောင်းစင်းတူတော်တွေကိုဖူးမြော်ကျင်တာကြောင့်ဖေဟာဘူးထွက်လာခဲ့တာပါကွယ်။ဒါနဲ့ဒီလမ်းကသွားမယ်ဆိုရင်ရွာကိုရောက်နိုင်ပါမလား။ဒီလမ်းကလာခဲ့တာဆရာတော်အမှန်ပဲဖေဟာလမ်းကိုစုံသွားရင်ရွာကိုရောက်မှာပါတကူတော့ရှိတယ်ဖေဟာဒီတော့ဟုတ်ကတိတ်ဆိတ်ငြိမ်သက်နေတယ်ဆိုပေမဲ့တခါတည်းမှာဖြေရှင်းလို့မရနိုင်တဲ့အရာတွေရှိနေတတ်တယ်လူကြီးကအနှဲငယ်ပြုံးပြပြီးဆရာတော်ကိုကြောခိုင်းကထွက်ခွာသွားခဲ့ပါတော့တယ်ဆရာတော်ကလည်းထူးဆန်းတဲ့အဲဒီလူကြီးကိုကြည့်ပြီးစိတ်ဝင်စားစရာအရာတွေဟာတောအုပ်ထဲကနေမစားတင်ခင်မှာအဲဒီလူကြီးကနေဖြစ်ပေါ်လာတယ်လို့စိတ်ထဲကနေခံစားခဲ့မိလိုက်ပါတယ်ဆိုလိုချင်တာကတော့တောအုပ်ရဲ့ဒူးဆန်းမှုတွေတဲ့လူကြီးဟာအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်ဆရာတော်ကဝေဝါးတဲ့စကလုံးတွေကိုအာယုံမဆိုင်နိုင်အောင်ကြိုးစားပြီးမယ်လို့လေပတ်ဝန်းကျင်ရဲ့ငြိမ်သက်မှုကဆရာတော်ရဲ့စိတ်ကိုပိုပြီးလေးလံစေခဲ့ပါတယ်။ချိန်မှာအန်ဒီရဲ့ကြီးတဲ့တစုံတစ်ခုကစောင့်ကြိုနေတယ်လို့ခံစားနေခဲ့ရမိတာပေါ့။ဘလောက်ထိတိတ်ဆိတ်တယ်လဲဆိုရင်ဆရာတော်လမ်းလျှောက်နေတဲ့ရှီတန်ဟာသူ့ရဲ့နားထဲမှာပြန်ကြားနေရတဲ့အထိကျဲလောင်လွန်းလာပါတယ်။ဆရာတော်ရောက်ရှိတဲ့နေရာဟာတာမန်ရွာသူရွာသားတွေအဖို့မရောက်ရှိနိုင်တဲ့နေရာတစ်ခုလို့ဖြစ်လို့နေခဲ့ပါတယ်။မကြပါဘူး။လမ်းအဆုံးတနေရာမှာတော့တစ်ပင်ရှုံတွေရဲ့အနောက်မှာပုံအောင်နေတဲ့ကြောက်ကူကြီးတစ်ခုကိုတွေ့ခဲ့လိုက်ရပါတော့တယ်။ကူကြီးရဲ့ပုံစံကအတော်လေးကိုကြီးမားနေပြီးလူတယောက်ခိုလုံးဖို့အတွက်လုံလောက်တဲ့နေရာလည်းဖြစ်တာပေါ့။ကိုရဲ့နေရာတစ်ဝိုက်ပတ်ဝန်းကျင်မှာအတော်လေးအေးမြပြီးထူးဆန်းလို့နေခဲ့ပါတယ်။တဘာဝတရားကြီးကလျှို့ဝှက်စမ်းကြယ်မှုတွေနဲ့အတူရှိနေတယ်လို့ခံစားပြန်နေခဲ့ရတာပေါ့။ကြောက်ကူနဲ့မနီမဝေးတနေရာမှာကြည်လင်တန်ရှင်းတဲ့စမ်းကြောင်းတစ်ခုစီးဆင်းနေတယ်ဆိုတာဆရာတော်တတိပြုမိပါတယ်။စမ်းကြောင်းထဲမှာရှိနေတဲ့ရေကအတော်လေးကိုကြည်လင်နေတာကြောင့်ရေအောက်ကျမ်းပြင်ကကြောက်ခဲတုံးတွေကိုတော့မြင်လို့နေခဲ့ရပါပြီ။အခုလိုနေရာဟာတရားအားထုတ်ဖို့အတွက်အသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်လို့ဆရာတော်တွေးထားခဲ့လိုက်ပါတယ်။လေးပြီးတစ်ချက်တိုက်ခိုက်ခဲ့လိုက်ပြီးတရွက်တစ်ကက်တွေကိုပို့တိုက်စီတဲ့အတွက်ကြောင့်ခက်တဲ့တီးတိုးတန်တွေဖြစ်ပေါ်လို့လာခဲ့ပါတယ်။စိုးစိုးနေတဲ့မြေတင်ရတဲ့နဲ့အတူတိုက်ခိုက်နေတဲ့လေညင်ကလေးတွေဟာဒီတောတီတောင်တွေကိုလာရောက်လေပတ်သူတွေအဖို့တစုံတရာပြောပြနေတယ်လို့မျိုးခံစားနေခဲ့ရပါတယ်။ဆရာတော်လည်းဂူထဲကိုဝင်ပြီးလိုက်လံကြည့်ရှုတဲ့အခါမှာတော့ထင်ထားတာထက်ပိုလို့နှက်ဆိုင်နေတယ်ဆိုတာကိုသိခဲ့လိုက်ရပါတယ်။ဒီညဂူထဲမှာတညတာအိတ်ဆက်ဖို့အတွက်စဉ်းစားနေစီအတွင်းမှာပဲအထက်တနေရာကနေထူးထူးဆန်းဆန်းအတန်တွေဟာပဲ့တင်ထက်စွာနဲ့ပေါ်လို့လာခဲ့ပါတယ်။အဲ့ဒီအတန်ကအရန်ကြီးမကျဲဘူးဆိုပေမဲ့တခုခုကိုလျှို့ဝှက်စာပြောဆိုနေတယ်လို့မျိုးဆရာတော်ခံစားလို့နေကြရချတာပေါ့။အဲ့ဒီအတန်တွေဟာဂူထဲကိုဝင်ရောက်နေတဲ့လေပြေလေညင်းတွေကနေတဆင့်ပါလာခဲ့တယ်လို့ထင်ရပါတယ်။ဒီနေရာကအတော်လေးငြိမ်သက်တိတ်ဆိတ်နေတာပဲ။ဒါရဲ့တိရစ္ဆာန်ရဲ့အတန်တော့မကြားရဘူး။တရားအားထုတ်ဖို့အသင့်တော်ဆုံးနေရာဖြစ်ပါလိမ့်မယ်။ခုနဲ့မဝေးလာတဲ့တောင်ကြီးတနေရာမှာတော့ကျေးလက်တော်ရွာလေးတစ်ခုရှိပါတယ်။အဲဒီကျေးလက်တော်ရွာကလေးဟာတဘာဝရဲ့တိတ်ဆိတ်မှုအောက်မှာပုံကွယ်လျက်ရှိလို့နေခဲ့တာပေါ့။ရွာဆိုပေမဲ့လူနေအိမ်တွေဟာတစုတစည်းရဲ့ရှိမနေပဲဟိုနေရာတခုဒီနေရာတစုနဲ့ရှိလို့နေခဲ့ရှာပါတယ်။ရွာမှာရှိတဲ့ရွာသူရွာသားတွေဟာဗုဒ္ဓဘာသာကိုတက်ဝေယုံကြည်ကြပါတယ်။ဒါပေမဲ့ဖျားသားတော်တွေဖြစ်ကြတဲ့ယဟန်တန်ဃာတော်တွေနဲ့တွေ့ဆုံခွင့်တော့မရရှိခဲ့ကြပါဘူး။တောအုပ်ထဲမှာရှိနေတဲ့ရွာကလေးဖြစ်တာကြောင့်အပြင်ပတ်ဝန်းကျင်နဲ့အတော်လေးကိုကင်းကွာလို့နေခဲ့ပါတယ်။ဒါပေမဲ့လို့လေကောင်းမှုကုသိုလ်ပြုလုပ်ခြင်းစူတောင်းခြင်းစတဲ့အမှုတွေကိုတော့သူတို့နည်းသူတို့ဟန်နဲ့လှုပ်ဆောင်ခဲ့ကြတာပေါ့။ရွာသားတွေဟာတောထဲမှာအမဲလိုက်ပြီးအသက်မွေးဝမ်းကြောင်းပြုကြပါတယ်။ခုနာကိုရောက်တဲ့အခါမှာတော့ကြောက်ကူအတွင်းမှာဆရာတော်တစ်ပါးသတင်းသုံးနေတယ်ဆိုတဲ့စကားတန်ဟာဘောက်ဆိုရီစီကနေတစ်စင်တရွာလုံးကိုပြန်နှံလို့သွားခဲ့ပါတော့တယ်။
အဲ့ဒီအရာကရွာသူရွာသားတွေကိုဗုဒ္ဓဘာသာတဝင်ယုံကြည်မှုအပေါ်မှာလုံလုံခြားခြားရှိစေဖို့အတွက်အလင်းရောင်တစ်ခုလိုမျိုးဖြစ်လို့လာခဲ့ရှာတာပေါ့။ဘုန်းကြီးတစ်ပါးဂူထဲမှာရှိနေဆိုတာဟုတ်လား။ဟုတ်တယ်ငါတို့အမဲလိုက်သွားတဲ့ကြောက်ဂူထဲမှာရှိတာကွာ။ငါတို့တွေတွားဖူးကြရအောင်ကွာ။နောက်တနေ့မနေ့မှာတော့ရွာသူရွာသားတွေဟာစားကောင်းတောက်ဖွယ်နေနဲ့ပန်းတွေကိုယူဆောင်လာခဲ့ကြပြီးဆရာတော်ဖျားသတင်း300ကြောက်ကူစီကိုရောက်ရှိလို့လာခဲ့ကြပါတယ်။တချို့ဆိုရင်ဖျောင်းနိုင်အမွေးတိုင်တွေကိုပါယူလာခဲ့ကြတာပေါ့။အဲ့ဒီချိန်ရွာသားတယောက်ကဆရာတော်ကိုစကားဆိုခဲ့ပါတယ်။ဒီနေရာဒီဒေသဟာရဟန်းတန်ဃာတွေလာရောက်လိမ့်မရှိဘူးဖေ။ဆရာတော်ဒီကူထဲမှာနေရတာအခက်အခဲဖြစ်တယ်ဆိုရင်တပည့်တော်ရှောက်တင်ကြပါတယ်။တပည့်တော်တို့ရွာမှာအရှိန်တော်ကြားသတင်းသုံးပြီးရွာသားတွေကိုတရားရည်အေးတိုက်ကျွေးတော်မူပါစွမ်းခဲပွဲအတွက်လည်းဆရာတော်ဘာမှပူစရာမလိုပါဘူးနော်ကောင်းမှုကုသိုလ်ပြုလုပ်ခြင်းကတပည့်တော်တို့ရဲ့ဘဝတစ်စိတ်တစ်ပိုင်းမလို့ဆရာတော်ကိုလူဝယ်ပစ္စည်းကပ်လို့ပြီးကုသိုလ်ပြုခွင့်ပေးပါဒီနေရာဒီဒေသကငြိမ်းချမ်းတယ်လို့ခံစားမိတယ်ကွအကယ်လို့ကိုတော်ဒီမှာနေလိုက်တာကတကားတို့အတွက်အကျိုးရှိမယ်ဆိုရင်ဝမ်းမြောက်ပါတယ်ကွကိုတော်ကဒီမှာပဲတည်င်းသုံးပါပါဆရာတော်ဖေအစားအစာတော့ဘာမှစိုးရိမ်စရာမလိုပါဘူးတပည့်တော်တို့ရွာသားတွေတယောက်တစ်လက်စီအလဲကျစီစဉ်ပေးပါမယ်မနဲ့မျက်လုံးနှလုံးဖွင့်တာနဲ့မြင်လိုက်ရတဲ့နနက်ခင်းကိုကျေးဇူးတင်ပါကောင်းမှုကုသိုလ်ပြုလုပ်တဲ့အခါမှာလေတန်ရှင်းစင်ကြယ်တဲ့စိတ်နဲ့သာလှုပ်ဆောင်ပါပစ္စည်းဥစ္စာဆိုတာကဒါနတစ်မျိုးပဲမလို့ပိုပြီးမွန်မြတ်ရှင်နေဆိုရင်တော့ကျူစင်တဲ့စိတ်ကလေးကိုမွေးမြူစေခြင်းပါလေကွယ်ဆရာတော်ကြီးလည်းရောက်လာကြတဲ့ရွာသားတွေကိုစုံမဩဝါဒတွေပေးနေခဲ့ပါတယ်။တညာတာကုံစိုးလို့နနခင်းကိုရောက်ရှိလို့လာခဲ့ပါပြီ။မိုးကုတ်စဝိုင်းအစာမှာနေအောင်ကြီးဖြစ်ပေါ်လာပြီမဲ့လို့လေတောတောင်ထဲမှာရှိတဲ့အမောင်တို့ကိုတော့ဖယ်ရှားနိုင်ခြင်းမရှိသေးပါဘူး။ယူခိုတွေဟာမြေပြင်ထက်ကိုနှိမ်စင်းနေပြီးအရာအလုံးဖုံးလွှမ်းထားတဲ့အတွက်ပတ်ဝန်းကျင်ကမှုံဝါးနေခဲ့ပါတယ်။ဆရာတော်ကြီးကတပိတ်ကိုပိုက်ပြီးထူထက်နေတဲ့မြူမုံတွေကြားထဲကနေဂူရဲ့အရှိဘက်ကိုထွက်ခွာလို့သွားခဲ့ကြတာပေါ့။ဆရာတော်ကြီးဟာကြီးရွာဘက်ကိုသွားမယ်လမ်းဆောင်တစ်ခုမှာရက်ခဲ့လိုက်ပါတော့တယ်။မြူမုံတွေကအမြင်အာရုံကိုကာစီးထားတဲ့အတွက်ကြောင့်ပတ်ဝန်းကျင်ကိုရှင်းရှင်းလင်းလင်းမမြင်ရတော့ပဲမြေပြင်ကိုသာမြင်တွေ့နေကြရရှာတာပေါ့။လမ်းကလည်းနှစ်ခုရှိနေတာကြောင့်တစ်ခုကိုရွေးချယ်ရတော့မယ်ဆိုတာကိုဆရာတော်သိပါတယ်။အဲဒါကြောင့်ရွာလမ်းလို့ထင်ရတဲ့လမ်းကြောင်းတစ်ခုကိုရွေးချယ်ခဲ့လိုက်ရှာတာပေါ့။ဆရာတော်ရွေးချယ်လိုက်တဲ့လမ်းကြောင်းကကြောက်ကူကိုပတ်ပြီးတောင်အောက်ကိုဆင်းသက်သွားတဲ့လမ်းကြောင်းပဲဖြစ်ပါတယ်။ကူလေးကစားထွက်တုံးကလိုမျိုးညီညာပြန်ပြိုးမှုရှိမနေပဲကြောက်စရက်ခဲရီနဲ့လမ်းကျန်းတွေကမြေမျက်နှာပြင်မှာချီလို့နေခဲ့ပါတယ်။ချုံပုတ်တွေကလည်းထူထက်စွာပေါက်ရောက်နေတဲ့အတွက်လမ်းကြောင်းတစ်ခုလုံးကိုဖုံးလွှမ်းထားတာကြောင့်ဆရာတော်ကြီးလည်းတတိကြီးကြီးထားပြီးလမ်းလျှောက်နေခဲ့ရပါတယ်။မုံဝါးနေတဲ့လင်းအောင်ကိုအားပြုရင်းဆရာတော်ကြီးကအာယုံဆိုင်နေခဲ့ရရှာတာပေါ့။ခဏကြာမှတော့ကောင်းကင်ရံကတွန်းလင်းတောက်ပွားလာတဲ့နေအောင်ကြီးဟာတိကိုင်းတက်ခတ်တွေကြားတွေကထိုးပေါဝင်ရောက်လာခဲ့ပြီးမြူကိုတွေကိုကွဲပြောက်သွားစေခဲ့ပါတယ်။အဲဒီအချိန်ကြားမှာပတ်ဝန်းကျင်မှာရှိတဲ့အရာတွေကိုဆရာတော်ကြီးရှင်းရှင်းလင်းလင်းမြင်တွေ့ခဲ့လိုက်ရရှာတာပေါ့။ရှေ့မှာမြင်နေရတဲ့အရာကဆရာတော်ရဲ့စိတ်ထဲမှာဖြစ်ပေါ်နေတဲ့စိုးရိမ်ကြောက်ကြမှုတွေကိုဖြေဖြောင်းမပေးနိုင်ပါဘူး။ဘာကြောင့်မှမသိဒီတော်အုပ်ကိုဝင်ရောက်လာပြီးဆိုကြတဲ့ကဆရာတော်ရဲ့စိတ်တွေဟာလေးလံနေခဲ့တာပါ။အဲဒီလိုစိတ်တွေကိုပပျောက်စေဖို့အတွက်ညစဉ်ညတိုင်းဝိပဿနာတရားကမ္မထန်တရားတွေကိုအားထုတ်ပေးမယ်လေအနည်းငယ်ကသာရော့သွားခဲ့ပါတယ်။ဆရာတော်လည်းတတိကပ်ပြီးလမ်းလျှောက်နေခဲ့တာခရီးအတော်ပေါလို့လာခဲ့ပါပြီ။လမ်းကလည်းတဖြည်းဖြည်းပိုကျလာတယ်ဆိုတာကိုတတိထားလို့နေခဲ့မိတာပေါ့။ဆရာတော်ရှောက်လန်းနေတဲ့လမ်းဟာတာမန်လူတွေဖောက်လုပ်ထားတဲ့လမ်းမျိုးမဟုတ်ပဲစွန့်ပစ်ထားတဲ့လမ်းကြောင်းတစ်ခုလိုမျိုးဖြစ်လို့နေခဲ့ပါပြီ။လမ်းဘေးမှာပေါရောက်နေတဲ့တစ်ပင်တွေကလည်းနှစ်ပေါင်းအတော်လေးကြာပြီထင်ပါရဲ့။တပင်နဲ့တပင်အကိုင်းအခက်တွေဟာဆက်နွယ်နေခဲ့ပြီးပတ်ဝန်းကျင်တစ်ခုလုံးကိုမှောင်မိုက်အောင်ဖုံးလွှမ်းထားသလိုမျိုးဖြစ်လို့နေခဲ့ပါတယ်။တဏှာကိုရောက်တော့ဆရာတော်ကြီးဟာမြေပြင်ပေါ်မှာရှိနေတဲ့အနှဲငယ်မြင့်တဲ့အရာတစ်ခုကိုတတိထားခဲ့မိလိုက်ပါတယ်။ဆရာတော်ကြီးနဲ့မဝေးလာတဲ့တဏှာမှာတော့အတော်လေးဟောင်းနှွမ်းနေတဲ့အုတ်တိုင်းအပိုင်းအစားတွေဟာမြေပြင်ထက်မှပြန်ကျဲနေခဲ့ပါတယ်။တချို့နေရာတွေမှာတော့ခြုံတွေပိတ်ပေါင်းတွေကဖုံးလွှမ်းထားတဲ့အတွက်အုတ်တိုင်းတွေရဲ့မူလလက်ရာကိုပုံစံမပြတ်မြင်တွေ့နေခဲ့ရပါတယ်။အရာအားလုံးကတော့အကောင်းပကတိအတိုင်းရှိလို့မနေခဲ့တော့ပါဘူး။အုတ်တိုင်းရဲ့တချို့နေရာတွေဟာတစုံတစ်ခုဝင်တိုးထားသလိုမျိုးပြိုကျပျက်စီးနေပြီးပုံမှန်မဟုတ်တဲ့မြင်ကွင်းမျိုးရှိလို့နေခဲ့ပါတယ်။အချိန်ကာလကြာမြင့်မှုကြောင့်အကွဲကြောင်ထနေတဲ့နေရန်တွေကိုလည်းမြင်တွေ့လို့နေခဲ့ရရှာပါ။ပတ်ဝန်းကျင်ကတိုက်ခတ်နေတဲ့လေပြေလေညင်းတွေဟာတစုံတရာအဖြစ်ကိုပြောင်းလဲလာသလိုမျိုးခံစားလာခဲ့ရပါတယ်။တပြေးပြေးနဲ့လေတိုးနေတဲ့အတန်ကားလည်းညီးတွားတဲ့အဖြစ်ကိုပြောင်းလဲလို့လာခဲ့ရှာပါ။
အဲ့ဒီအတန်ဟာတဘာဝကဖြစ်လာတဲ့ပုံမှန်အတန်မဟုတ်ရပဲဝိညာဉ်ဆိုးတွေရဲ့အကူအညီတောင်းနေတဲ့အတန်လိုမျိုးကိုရှိလို့နေခဲ့ရှာတာပေါ့ဆရာတော်ကြီးကလည်းခဏတာငြိမ်သက်နေပြီးမျက်နှာရှင်းဆိုင်မှာရှိနေတဲ့တတိုင်းအပိုင်းစားတွေကိုကြည့်နေခဲ့လိုက်ပါတော့တယ်နေအောင်ကြီးကြားရောက်လာတဲ့အခါမှာတော့ကြောက်တုံးပေါ်မှာရှိတဲ့အစင်းရအပွန်ရတွေကပုံမတင်ရှားလို့လာခဲ့တာပေါ့တူတူဆန်းဆန်းပါပဲကြောက်တုံးတွေရဲ့အတွင်းသားတွေထိနက်နက်ရှိုင်းရှိုင်းစူးဝင်နေတဲ့လက်သေးရတွေကိုပါမြင်တွေ့ခဲ့လိုက်ရရှာတာပေါ့အဲ့ဒီအရှင်းရတွေဟာတစုံတရာကိုပြောပြနေတယ်လို့ဆရာတော်ထင်ခဲ့မိပါတယ်ဆရာတော်ကလည်းအနီးကပ်သွားကြည့်ခဲ့လိုက်ပါတယ်။ပုံပြက်ပန်းပြက်ဖြစ်နေတဲ့စလုံးတွေကိုတတိထားမိခဲ့လိုက်ရှာတာပေါ့။အုတ်တိုင်းပေါ်မှာရေးထားတဲ့စလုံးတွေကဖက်ရခက်တယ်ဆိုပေမဲ့လို့လည်းတစ်ခုနဲ့တစ်ခုဆက်ဆက်ကြည့်တဲ့အခါမှာနီးစပ်တဲ့ဒိဗေတစ်ခုတော့တွက်လို့လာခဲ့ပါတယ်။ဆရာတော်ကြီးကလည်းအသေးရှာဖက်ကြည့်ခဲ့လိုက်တဲ့အခါမှာတော့တစုံတရာကြောင့်တည်သီးဆိုတဲ့စကလုံးကထွက်လို့လာခဲ့ရှာတာပေါ့။ရုတ်တရက်ညီညူတန်ကြီးတစ်ခုကပတ်ဝန်းကျင်တနေရာကနေကြည်ကြဲလောင်လောင်ပေါ်လို့လာခဲ့ပါတော့တယ်။တစ်ဆက်ထဲမှာပဲညီညူတန်ကနေအော်ဟင်းနေတဲ့အတန်ကိုပြောင်းလဲလို့သွားခဲ့ရှာတာပေါ့။အဲ့ဒီအတန်ကဆရာတော်ရဲ့နားအတွင်းပိုင်းထိကိုလှုပ်ခတ်လို့သွားခဲ့ပါတော့တယ်။ဆရာတော်လည်းလှုပ်ရှားနေတဲ့သူ့ရဲ့ခန္ဓာကိုယ်လေးကိုခဏတာရက်တန်ခဲ့လိုက်ပြီးမျက်လုံးကိုမိတ်ဗုဒ္ဓမြတ်စွာဘုရားကိုအာယုံပြုကနှုတ်ဖျားကနေတရဏဂုံတီးခဲ့လိုက်ပါတော့တယ်။ပြီးတဲ့နောက်စိတ်ငြိမ်သက်စေဖို့နဲ့အန္တရာယ်အပေါင်းကနေကင်းလွတ်စေဖို့အတွက်တန်ဗုဒ္ဓဂါရာကိုစတင်ရွတ်ဖတ်ခဲ့လိုက်ရှာတာပေါ့။မျက်လုံးကိုဖွင့်ကြည့်ခဲ့လိုက်တဲ့အခါမြင်လိုက်ရတဲ့မြင်ကွင်းတစ်ခုဟာဆရာတော်ကိုအနှဲငယ်ထိတ်လန့်သွားစေခဲ့ပါတယ်။ရွာသားတွေလိုထင်ရတဲ့အမျိုးသားတချို့နဲ့အမျိုးသမီးတချို့ဆရာတော်ရဲ့ရှေ့မှာတန်းစီရက်လို့နေခဲ့ကြရှာတာပေါ့သူတို့ရဲ့လက်ထဲမှာတော့စွန်ခဲပွဲနဲ့တခြားလူဝယ်ပစ္စည်းတွေကိုကင်လို့ထားခဲ့ပါတယ်အားလုံးလိုကဘာလှုပ်ရှားမှုမရှိဘဲငြိမ်သက်လို့နေခဲ့ကြရှာတာပေါ့တယောက်နဲ့တယောက်တီးတိုးစကားပြောတန်အောင်မရှိပါဘူးဆရာတော်ကလည်းထွေထွေတူတူစဉ်းစားမနေတော့ပဲတပိတ်ကိုဖွင့်ကအလူခံခဲ့လိုက်ပါတော့တယ်ရွာသူရွာသားတွေကလည်းအစင်သစ်ပါလာကြတဲ့လူဝယ်ပစ္စည်းတွေကိုဆရာတော်ထံစက်ကက်လူတန်းခဲ့ကြရှာတာပေါ့အားလုံးလှုပ်ရှားနေပေမဲ့တိတ်ဆိတ်ငြိမ်သက်မှုကတော့ပြောင်းလဲမလာခဲ့ပါဘူးဆရာတော်ရဲ့စိတ်ထဲအနှဲငယ်လေးလံလို့လာခဲ့ပါတယ်အခုလိုကိစ္စရမျိုးဟာဆရာတော်တခါမှမကြုံဘူးပါဘူးခန္ဓာကိုယ်တွေကလှုပ်ရှားနေပေမဲ့အသက်ရှူတန်တောင်မကြားရတဲ့အတွက်ဒီလူတွေအသက်တောင်ရှူကြလားဆိုပြီးသူတို့ရဲ့နှာခေါင်းကိုဆရာတော်ကြီးကြည့်မိပါသေးတယ်ဆရာတော်စွန့်ခံပြီးသည့်တိုင်ရွာသားတွေဟာရက်လို့နေခဲ့ကြတာပေါ့ဘယ်သူမှလည်းစကားမပြောကြပါဘူးဆရာတော်လည်းအနေငယ်ထူးခြားနေပြီမလို့ပြန်လာခဲ့တဲ့လမ်းတစ်လျှောက်မှာတော့စဉ်းစားလို့နေခဲ့ကြတာပေါ့ဘာဖြစ်လို့ရွာသားတွေဟာတဘာဝမကျတဲ့နီးလန်းနေနဲ့တိတ်ဆိတ်ငြိမ်သက်နေကြရတယ်ဆိုပြီးဆရာတော်တွေးတောနေခဲ့ပါတယ်ပုံမှန်အားဖြင့်စွန့်လောင်းသူပြီးတဲ့အခါရွာသူရွာသားတွေအချင်းချင်းစကားပြောဆိုကြပါတယ်အခုတော့အဲ့ဒီအရာတွေအားလုံးနဲ့စန့်ကျင်ဘက်ပါပဲသူတို့ရဲ့လှုပ်ရှားပုံစံတွေကစားလို့ရှေ့တန်းတွေပါလုံးဝကြားရခြင်းမရှိပါဘူးအခုမြင်နေရတဲ့အရာတွေကအမှန်တကယ်ပဲလားဒါမှမဟုတ်ငါခရီးပန်းနေလို့ပဲစိတ်ကြောင်ယောက်ျားဖြစ်နေတာလားတခုခုတော့တခုခုပဲတရားတော်လည်းမတင်ကားတာနဲ့စွန်းလောင်းခဲ့တဲ့ရွာသားတွေကိုပြန်လှည့်ကြည့်ကြလိုက်တဲ့အခါမှာတော့မြင်ကွင်းကလူသူကင်းမဲ့နေခဲ့ပါတော့တယ်။စွန်းလောင်းဖို့အတွက်စောင့်ဆိုင်နေကြတဲ့ရွာသူရွာသားလေးတယောက်မှမရှိကြဘူးဆိုတဲ့ပုံရိပ်ရောင်တွေဖြစ်လို့နေခဲ့ရှာတာပေါ့။ကဲဘာမှစိတ်မပူနဲ့တော့အရာအလုံးကဖြစ်ရှင်းပြည့်ရှင်းသဘောတရားတွေပါပဲ။တရားတော်ကြီးလည်းနှုတ်ဖျားကနေခတ်တိုးတိုးရေရွတ်ပြီးတဲ့နောက်တရင်300ကြောက်ကူတွေကိုပြန်လဲကြွမြန်းလာခဲ့ပါတယ်။အဲဒီချိန်စိတ်အာယုံထဲမှာတော့တခုတွေးကြလိုက်ရှာတာပေါ့။အခုလိုမျိုးစိတ်ပြန့်လွင့်နေမယ်ဆိုရင်တရားဓမ္မရှာဖွေဖို့အစဉ်ပြေမှာမဟုတ်ဘူးဆိုတဲ့အတွေးကြောင့်စွန့်ခံပြီးတာနဲ့ကူထဲမှာတရားကျင့်ကြံတော့မယ်လို့ဆုံးဖြတ်ခဲ့လိုက်ပါတော့တယ်။ဆရာတော်ကြီးစွန့်ခံကြွမယ်ဆိုပြီးရောက်မလာခဲ့တာကြောင့်ရွာသားတွေဟာစိတ်ပူပန်လာခဲ့ကြပြီးတရင်300ကြောက်ကူစီကိုရောက်လို့လာခဲ့ကြပါတယ်။ဆရာတော်ကမြင်တော့ဝေပြူကြရင်ဘာကြောင့်အပြင်ကိုစွန့်ခံမထွက်တော့တာလဲလို့မေးမြန်းခဲ့လိုက်ကြပါတော့တယ်။ဆရာတော်ကြီးတပည့်တော်တို့ရွာကိုဘာလို့စွန့်ခံမကြတော့တာလဲဖေဟာတပည့်တော်တို့ကစွန့်ခဲဘွဲ့အစုံလင်ပြင်ဆင်ပြီးနေတိုင်းစောင့်နေတာကြာတော့စိတ်ပူတာနဲ့ဒီကိုရောက်လာတာပဲဖေဟာကိုတော့နေတိုင်းစွန့်ခံသွားပါတယ်နနက်အာယုံစွန့်ကစားလို့နေ့လေစွန့်မှမကျင်ကိုတော့စွန့်ခံထွက်ပါတယ်ကွတရားတော်ရဲ့စကားလုံးတွေကရွာသားတွေကိုစိတ်ရှုပ်ထွေးသွားစေခဲ့ပါတယ်။ဘာစကားမှပြန်မပြောတော့ပဲရွာသားတွေလည်းအရှိန်တန်ကြအောင်ငြိမ်သက်လို့နေခဲ့ရှာတာပေါ့။တယောက်ကိုတယောက်ကြည့်ရင်တစုံတစ်ခုမှားယွင်းနေပြီလို့ခံစားလို့လာခဲ့ရပါတော့တယ်။ဟုတ်ဘူးဗျာတပည့်တော်တို့ရွာတူဝလုံးဘယ်သူမှဆရာတော်ကိုမမြင်ဘူးကြသေးဘူး။ရွာကိုရောက်တော့တပည့်တော်လည်းကြောက်ကူထဲမှာဆရာတော်တစ်ပါးသတင်းသုံးနေတယ်။ငါတို့ရွာကိုနေတိုင်းစွန့်ခံကြွမယ်လို့ပြောထားတာတပည့်တော်တို့ရွာသားတွေလည်းနေတိုင်းလို့ခဲဘွယ်အစုံလေးနဲ့ပြင်ပြီးစောင့်နေကြတာဘယ်ဆရာတော်မှကြွမလာပါဘူးဗျာ
ရွာသားရဲ့စကားဆုံးတဲ့အခါမှာတော့ဆရာတော်ကြီးလည်းနေတိုင်းဆုံးခံကြွားခဲ့တဲ့အဖြစ်အပျက်တွေကိုပြန်လည်စဉ်းစားလို့နေခဲ့ပါတော့တယ်။စွန်လောင်လူတဲ့ရွာသားတွေဟာဒီလိုပြောဆိုတမ်းလည်းမရှိလှုပ်ရှားနေတဲ့သူတို့ရဲ့ခန္ဓာကိုယ်ကလည်းအနှင်းငယ်ထူးဆန်းနေတယ်ဆိုတာကိုဆရာတော်သတိပြုလာမိခဲ့ပါတယ်။အဲဒီအပြင်လက်သေးရပလက်ပွားရှိတဲ့အုတ်တိုင်းတွေကိုလည်းပြန်လည်မြင်အောင်လုပ်လာခဲ့ရှာပါ။အရာအလုံးကစိတ်ကြောင်ရှောက်ရှားဖြစ်နေတာမဟုတ်ရပဲအမှန်တကယ်ဖြစ်ပျက်နေတယ်ဆိုတာကိုဆရာတော်ကြည့်ကြလိုက်ရပါတယ်။ဒါဆိုရင်ကိုတော်ကဘယ်ကိုသွားပြီးသုံးခံကြွားမိရပါလဲ။ဆရာတော်ကြီးကြက်ရွာတွေဘာတွေရောက်သွားတာလားဗျာ။ဒီနားတစ်ဝိုက်မှာတပည့်တော်တို့ရွာကလွဲပြီးဘာမှမရှိဘူး။ပတ်ဝန်းကျင်မှာလည်းကြီးမားကျယ်ပြန့်တဲ့တစ်တော်တွေပဲရှိတာဗျာ။ဆရာတော်ကတရက်စီရဲ့ရွာမှာသုံးခံကြွားခဲ့တာဖြစ်မယ်။ရွာသားတွေကသူတို့ရွာကိုလာမယ်ဆိုရင်ပထမဆုံးလမ်းစုံကိုဖျက်ရမယ်ဆိုတာကိုရှင်းပြခဲ့ပါတယ်။ရွာသားတွေပြောခဲ့တာကဆရာတော်တွားရလမ်းမှာတစ်ချိန်ကရွာသားတွေနေခဲ့ကြပါတယ်။ဒါပေမဲ့အကြောင်းရင်းတစ်စုံတစ်ခုကြောင့်ရွာသားတွေမရှိတော့ဘဲယနေ့အချိန်ထိကွက်လက်ကြီးဖြစ်ကိုရှိလာခဲ့တာဟာအချိန်တော်လေးကြာလို့နေခဲ့ပါပြီ။လူနေအိမ်တွေကလည်းအချိန်ရဲ့ဝါမျိုးချင်းကိုခံခဲ့လိုက်ရတဲ့အတွက်အမုံအမွားတွေဖြစ်ကိုပြောင်းလဲသွားခဲ့ပါပြီ။သူတို့နေထိုင်ခဲ့တဲ့ဆိုတဲ့အရေးအယောင်တောင်တည်တည်ရှာရှာလေးလာစမ်းစစ်ကြီးမှသိရမှာလည်းဖြစ်တာပေါ့။ဒါပေမဲ့တည်ဆုံးကြတဲ့ဝိညာဉ်စိုးတွေဟာပရာလောကသားတွေအဖြစ်မကျွတ်မလွတ်လွတ်တည်ရှိနေကြပြီးအဲ့ဒီနေရာကိုဝင်ရောက်လာတဲ့သူမှန်သမျှကိုရှောက်လန့်နေကြပါတယ်။ဆရာတော်တွားခဲ့တဲ့နေရာဟာအဲ့ဒီပရာလောကသားတွေနေထိုင်တဲ့နေရာဖြစ်ပြီးရွာသူရွာသားတွေကတော့အဲ့ဒီဘက်ကိုရှေ့ဦးတော်မလဲရဲခဲ့ကြပါဘူး။အဲ့ဒီနေရာကဝိညာဉ်စိုးတွေကရွာပြက်ကြီးကိုအမိပြုပြီးနေထိုင်ကြတာတချို့သောသူတွေကစူးစမ်းကျင်တဲ့စိတ်ကြောင့်အဲ့ဒီနေရာကိုဝင်ရောက်သွားကြတယ်ဖေ။များသောအားဖြင့်တော့အသက်ရှင်လျက်နဲ့ပြန်ထွက်လာနိုင်ခဲ့ကြဘူး။တတိကောင်းလုံးနဲ့တချို့တလေပဲအသက်ရှင်လျက်နဲ့ပြန်ထွက်လာနိုင်တာဗျာ။အသက်ရှင်နေသူတွေပြန်ပြောပြတာကတော့အဲ့ဒီဝိညာဉ်ဆိုးတွေဟာအရေးမဲတွေအဖြစ်ပေါ်ပြတတ်ပြီးတခါတလေမှလူခန္ဓာကိုယ်နဲ့သူတို့ရဲ့မူလပုံစံကိုပြတတ်ပါသေးတယ်တဲ့။သူတို့အနီးကပ်တွားကြည့်တဲ့အခါမှာလည်းဘာမှမမြင်ရဘူးလို့ပြောတယ်ဗျာ။တခြားကြမ်းတမ်းတဲ့ကိစ္စတွေကြောင့်ဝင်ရောက်တဲ့လူအများကသိဆုံးကုန်ကြတယ်တဲ့။တပည့်တော်တို့တည်ရဲ့အကြောင်းအရာတွေကအန္တရာယ်ရှိနေတာမလို့အဲ့ဒီဘက်ကိုရှေ့ဦးတော်မလဲဝင်ဘူးဗျာ။တရားတော်ကြီးလည်းရွာသားပြောပြတဲ့အဖြစ်အပျက်အလုံးကိုနားထောင်ပြီးတဲ့နောက်မှာတော့ပရာလောကသားတွေနေထိုင်ရာခြေရွာပြက်ကြီးအတွက်ကောင်းမှုကုသိုလ်ပြုလုပ်ပြီးအများအတန်းပေးဝေတာကအကောင်းဆုံးဖြစ်ပါတယ်လို့ရွာသားတွေကိုပြန်ပြောပြခဲ့လိုက်ပါတယ်။ဒီနေ့မနေ့မှလည်းနာနာဘာဝတွေပဲရှိတဲ့ရွာကားပဲဆရာတော်ကိုစွန့်လောင်းလူလိုက်တာပဲဖြစ်ပါတယ်။နောက်တစ်နေ့ကိုရောက်တဲ့အခါမှာတော့ဆရာတော်ဟာအဲ့ဒီနေရာကိုနောက်ထပ်တစ်ကြိမ်သွားခဲ့ပါတယ်။လမ်းဆောင်ရောက်တဲ့အခါမှာတော့ပရာလောကသားတွေရှိတဲ့ရွာလမ်းဘက်ကိုလှည့်ကရွာပြက်စီကိုသွားဖို့အတွက်ဆုံးဖြတ်ချက်ရှာခဲ့လိုက်ရှာတာပေါ့။ဒီတစ်ကြိမ်သွားတာဟာနောက်ဆုံးတစ်ကြိမ်ဖြစ်ပြီးအမှန်တရားကိုဖော်ပြဖို့အတွက်သွားတာပါလို့စိတ်ထဲကနေတွေးရင်ခိုင်မာစွာရှောက်လန်းလို့နေခဲ့ပါတယ်။မကြလိုက်ပါဘူး။ရွာသူရွာသားတွေစောင့်ဆိုင်းနေတဲ့နေရာကိုဆရာတော်ရောက်ရှိလို့သွားခဲ့တာပေါ့။ရွာသားတွေဟာဆရာတော်ကိုကတ်လူဖို့ဇွန်ကဲဝဲအစုံလင်းကိုကင်ဆောင်ထားခဲ့ကြပါတယ်။ဒီတစ်ချိန်မှာတော့ပတ်ဝန်းကျင်ကအရင်လိုမဟုတ်တော့ရှာပါဘူး။အခုငွေတွေလွှမ်းရှုံထားပြီးလူသားတွေပုံစံကနေတရေတစီတွေအဖြစ်ကိုပြောင်းလဲလို့လာခဲ့ပါပြီ။ရခင်ကငြိမ်သက်နေတဲ့သူတို့ရဲ့ခန္ဓာကိုယ်ဟာပုံပြက်ပန်းပြက်အနေထားကိုရောက်ရှိလို့လာခဲ့တာပေါ့။အေးမြကြည်လင်နေတဲ့မျက်နှာပြင်ဟာလည်းသွေးတန်တရေရဲပုတ်ပွားနေတဲ့မျက်နှာတွေအဖြစ်ကိုအစားထိုးဝင်ရောက်လို့လာခဲ့ရှာပါပြီ။တရားတော်ကိုမြင်တော့မျက်လုံးကြီးတွေပြူးပြီးတွားကြီးရဲ့ကျဲပြုံးပြနေတာဟာအတော်လေးကိုကြောက်စရာကောင်းလွန်းလာပါတယ်။အရေးပြားတွေကဖြူပဲဖြူရောဖြစ်နေပြီးအတွင်းထဲကညိုပုတ်နေတဲ့သွေးကြောမြင်တွေကိုတော့မြင်နေခဲ့ရပါတယ်။တချို့ကမျက်နှာမပါပါဘူး။တချို့ကြပြန်တော့လဲဥကောင်းမပါပဲခန္ဓာကိုယ်ကြီးသာတရှိလို့နေခဲ့တာပေါ့။သူတို့အားလုံးကတော့ရခင်ကလိုပဲဆရာတော်ကိုစွန့်လောင်းဖို့အတွက်မတ်တက်ရက်နေကြသေးပဲဖြစ်ပါတယ်။လက်မကင်ထားတဲ့စွန့်ထမင်းတွေဟာအငွေတစ်ထောင်ထောင်ထားလို့နေခဲ့ရှာတာပေါ့။မကြလိုက်ပါဘူး။သူတို့ရဲ့ခန္ဓာကိုယ်တွေဟာငြိမ်သက်နေရကနေတဖြည်းဖြည်းစတင်လှုပ်ရှားလို့လာခဲ့ပါပြီ။တချို့ဟာကိုယ်ကောင်းရဲ့လက်တွေကိုစမ်းထုတ်လာခဲ့ပြီးတချို့ကြတော့ကိုယ်ရုပ်ကာယဖြစ်ကဆရာတော်ရှိရာနာကိုရှင်းကပ်လာခဲ့ကြပါတယ်။တပြိုင်တည်းမှာပဲထူးထူးဆန်းဆန်းအတန်တွေကပါပေါ်ထွက်လို့လာခဲ့ရှာတာပေါ့။အဲ့ဒီအတန်တွေကဆရာတော်ကိုအတော်လေးစိတ်ရှုပ်ထွေးစေပါတယ်။ဆရာတော်ကြီးကတော့စိတ်မလှုပ်ရှားပဲတင်းငိမ်စွာနဲ့ရက်လို့နေခဲ့တာပေါ့။လက်အုပ်ရှိကလိုက်ပြီးနှကန်းပြားကနေလေတကူစာကြားယုံမြမန္တန်တွေကိုတိုးတိုးလေးရွတ်ဖက်နေခဲ့ပါတယ်။ဆရာတော်ရွတ်ဆိုနေတဲ့အရာဟာစိတ်နှလုံးကိုငြိမ်းချမ်းစေပါတယ်။တပည့်တော်တို့ဒီဘဝကြီးကနေလွတ်မြောက်ဖို့အတွက်စောင့်ဆိုင်နေကြတာပါ။ကြေတင်ပေးပါဆရာတော်။ဆရာတော်ကတော့ဘာမှပြန်မပြောခဲ့ပါဘူး။မန္တန်ရွတ်ဖက်ရှင်ကစိတ်နှလုံးရှမ်းမြေုံတင်မကားပဲအားကောင်းတဲ့အကာအကွယ်တစ်ခုလိုဖြစ်နေခဲ့ပါတယ်။တရေတစီတွေကလည်းသူတို့ပြောချင်တာတွေကိုပြောပြီးတဲ့နောက်မှာတော့အမောင်တူတွေကိုဝင်ရောက်ကတဖြည်းဖြည်းပျောက်ကွယ်လို့သွားခဲ့ရှာတာပေါ့။တပြိုင်တည်းမှာပဲလွှမ်းရှုံထားတဲ့မြူကိုတွေဟာယွန်နေလို့လာခဲ့ပြီးနနက်ကင်းနေအောင်ကြီးနဲ့အတူနေတစ်တစ်ခုမွေးဖွားလာခဲ့ပါတယ်။တိတ်ဆိတ်မှုကပတ်ဝန်းကျင်ကနေပြန်လဲရောက်ရှိလို့လာခဲ့တာပေါ့။
လေတိုက်တန်းတဲ့အတူလွင်ပါလာခဲ့တဲ့သားကောင်တွေရဲ့အတန်းကိုစတင်ကြားလို့လာခဲ့ရပါတယ်။ဝင်းကျင်ဆိုတွေပျောက်ကွယ်သွားပြီမဲ့လို့လဲသူတို့နေထိုင်ခဲ့တဲ့ပတ်ဝန်းကျင်မှာတော့လျှို့ဝှက်စမ်းကြင်မှုတွေနဲ့ပြည့်နှက်လို့နေခဲ့ရှာတာပေါ့။တရားတော်ကလည်းအနန္တတတဝါတွေကိုမေတ္တာပို့တာပြီးတဲ့နောက်တောင်ကြီးအောက်ကကြီးရွာလေးစီကိုလမ်းကြောင်းလေးအတိုင်းဆင်းသက်လို့လာခဲ့ပါတော့တယ်။တောင်ကြီးအောက်မှာတော့အလင်းရောင်တွေကိုစတင်မြင်လာခဲ့ရပါပြီ။နောက်ဆုံးမှာတော့ဆရာတော်ကြီးလည်းရွာသားတွေရှိရာကြီးရွာကိုတနက်မမက်ရောက်ရှိလို့သွားခဲ့ပြီးတဲ့နောက်ကြောက်ကူစီကိုမပြန်တော့ပဲရွာသားတွေရဲ့ခွင်ပန်ချက်အရာရွာကဘုံကြီးကျောင်းမှာပဲကျောင်းနိုင်ဆရာတော်အဖြစ်နဲ့တည်င်းသုံးခဲ့လိုက်ပါတော့တယ်။ဒီအကြောင်းအရာတွေဟာဖျားဘူးထွက်ရင်ကြုံတွေ့ကြရတဲ့ဆရာတော်တစ်ပါးကြီးရဲ့အကြောင်းပဲဖြစ်ပါတယ်။တာမန်အားဖြင့်စိတ်တည်ငြိမ်မှုတမာရီအားကောင်းမှုမရှိရင်ပျက်စီးယိုယွင်းသွားနိုင်တယ်ဆိုပေမဲ့ဗုဒ္ဓလမ်းစဉ်ကိုအသေးရှာတောက်ဝင်ယုံကြည်ခဲ့တဲ့ဆရာတော်အနေနဲ့တုတ်တုံမှမလို့ပြဿနာတွေကိုတည်တည်ငြိမ်ငြိမ်နဲ့ရင်ဆိုင်သွားခဲ့ရင်လည်းပဲဇလန်းလေးလေးပြီးဆုံးသွားခဲ့ပါတော့တယ်။အဆုံးဒီနာဆင်ပေးကြတဲ့ကျွန်တော်ရဲ့ပရိသတ်တရားရှင်တိုင်းကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာအားလုံးပဲတာယာပျော်ရွှင်သောနေ့ရက်ကလေးပိုင်ဆိုင်နိုင်ကြပါစေအဆုံးထိနားဆင်ပေးကြတဲ့ပရိသတ်တွေအားလုံးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်တဲ့ဗီဒီယိုတွေမှာအကောင်းဆုံးတွေတို့ပြန်လာခဲ့ပါမယ်ခင်ဗျာတခါကထင်ရှားလာတဲ့ရဟန်းတော်အရှင်ဥဒ္ဓမဟာလျှို့ဝှက်စမ်းကြယ်လာတဲ့ဒေသတွေကိုဖျားဖူးရင်ခီးထွက်ခဲ့ပါတယ်။အဲဒီအချိန်ခေတ်ကာလကငြိမ်သက်အေးချမ်းနေပုံရပါတယ်။ရွာအစင်စင်ကိုဖျက်ဆီးပြီးတဲ့နောက်တောအုပ်တစ်ခုလေးကိုရောက်ရှိလို့လာခဲ့တာပေါ့။ထူတက်လာတဲ့တောတောင်တွေဆိုတာကငြိမ်သက်ပေမဲ့တစ်ခုခုဖုံးကွယ်ထားတယ်လို့ဆရာတော်ရဲ့စိတ်ထဲမှာဖြစ်ပေါ်နေခဲ့ပါတယ်။တောတွေကငြိမ်သက်မှုဟာတရားအားထုတ်ဖို့အတွက်အကောင်းဆုံးနေရာတစ်ခုလည်းဖြစ်တာပေါ့။ကြိုးစားအားထုတ်မှုများကစိတ်ထဲမှာထူးဆန်းတဲ့ခံစားချက်တွေကိုဖြစ်ပေါ်စေပါတယ်။ကြေးရွာတွေကိုဖျက်ဆီးပြီးလမ်းလျှောက်လာခဲ့တဲ့ဆရာတော်ဟာပုံမှန်အတိုင်းရှိနေပေမဲ့တောထဲကိုရောက်လာတဲ့အချိန်ကနေစလို့တိတ်ဆိတ်ငြိမ်သက်မှုအပြင်တစုံတရာကစောင့်ကြည့်နေတယ်လို့ခံစားလာခဲ့ရပါတော့တယ်။ဆရာတော်ဟာမိုးကောင်းကင်ကိုမော့ကြည့်ခဲ့လိုက်တာပေါ့။ညီညိုအောင်တန်းနေပြီးညနေပိုင်းကိုတော့ရောက်ရှိလို့လာခဲ့ပါပြီ။ရွာတွေကိုဖျက်ဆီးပြီးတဲ့နောက်တောထဲကိုဝင်ရောက်လာတာဟာတောရဲ့လူသွားလမ်းလို့ထင်ရတဲ့နေရာကိုတော့ရောက်ရှိလို့หนีခဲ့ပါပြီ။ရုတ်တရက်ဟောင်းနှံအဝတ်ကိုဝစ်ဆင်ထားတဲ့လူကြီးတယောက်ကလူသွားလမ်းပေါ်မှာလမ်းလျှောက်နေတာကိုဆရာတော်မြင်တွေ့ခဲ့လိုက်ရပါတယ်။ဆရာတော်ကိုမြင်တော့အဲ့ဒီလူကြီးလည်းပြုံးပြခဲ့လိုက်တာပေါ့။ဆရာတော်ဘယ်ကလာပြီးဘယ်ကိုကြွမလို့လဲဖေဟာ။ကိုတော်ကမြေပြန့်ဒေသကလာခဲ့တာပါ။အောက်ပြည်အောက်ရွာဘက်မှာရှေးဟောင်းစင်းတူတော်တွေကိုဖူးမြော်ကျင်တာကြောင့်ဖေဟာဘူးထွက်လာခဲ့တာပါကွယ်။ဒါနဲ့ဒီလမ်းကသွားမယ်ဆိုရင်ရွာကိုရောက်နိုင်ပါမလား။ဒီလမ်းကလာခဲ့တာဆရာတော်အမှန်ပဲဖေဟာလမ်းကိုစုံသွားရင်ရွာကိုရောက်မှာပါတကူတော့ရှိတယ်ဖေဟာဒီတော့ဟုတ်ကတိတ်ဆိတ်ငြိမ်သက်နေတယ်ဆိုပေမဲ့တခါတည်းမှာဖြည့်ရှင်းလို့မရနိုင်တဲ့အရာတွေရှိနေတတ်တယ်လူကြီးကအနှဲငယ်ပြုံးပြပြီးဆရာတော်ကိုကြောခိုင်းကထွက်ခွာသွားခဲ့ပါတော့တယ်ဆရာတော်ကလည်းထူးဆန်းတဲ့အဲဒီလူကြီးကိုကြည့်ပြီးစိတ်ဝင်စားစရာအရာတွေဟာတောအုပ်ထဲကနေမစားတင်ခင်မှာအဲဒီလူကြီးကနေဖြစ်ပေါ်လာတယ်လို့စိတ်ထဲကနေခံစားခဲ့မိလိုက်ပါတယ်ဆိုလိုချင်တာကတော့တောအုပ်ရဲ့ဒူးဆန်းမှုတွေတဲ့လူကြီးဟာအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်ဆရာတော်ကဝေဝါးတဲ့စကလုံးတွေကိုအာယုံမဆိုင်နိုင်အောင်ကြိုးစားပြီးမယ်လို့လေပတ်ဝန်းကျင်ရဲ့ငြိမ်သက်မှုကဆရာတော်ရဲ့စိတ်ကိုပိုပြီးလေးလံစေခဲ့ပါတယ်။ချိန်မှာအန်ဒီရဲ့ကြီးတဲ့တစုံတစ်ခုကစောင့်ကြိုနေတယ်လို့ခံစားနေကြရမိတာပေါ့။ဘလောက်ထိတိတ်ဆိတ်တယ်လဲဆိုရင်ဆရာတော်လမ်းလျှောက်နေတဲ့ရှီတန်ဟာသူ့ရဲ့နားထဲမှာပြန်ကြားနေရတဲ့အထိကျေလောင်လွန်းလာပါတယ်။ဆရာတော်ရောက်ရှိတဲ့နေရာဟာတာမန်ရွာသူရွာသားတွေအဖို့မရောက်ရှိနိုင်တဲ့နေရာတစ်ခုလို့ဖြစ်လို့နေခဲ့ပါတယ်။မကြပါဘူး။လမ်းအဆုံးတနေရာမှာတော့တစ်ပင်ရှုံတွေရဲ့အနောက်မှာပုံအောင်နေတဲ့ကြောက်ကူကြီးတစ်ခုကိုတွေ့ခဲ့လိုက်ရပါတော့တယ်။ကူကြီးရဲ့ပုံစံကအတော်လေးကိုကြီးမားနေပြီးလူတယောက်ခိုလုံးဖို့အတွက်လုံလောက်တဲ့နေရာလည်းဖြစ်တာပေါ့။ကူရဲ့နေရာတစ်ဝိုက်ပတ်ဝန်းကျင်မှာအတော်လေးအေးမြပြီးထူးဆန်းလို့နေခဲ့ပါတယ်။တဘာဝတရားကြီးကလျှို့ဝှက်စမ်းကြင်မှုတွေနဲ့အတူရှိနေတယ်လို့ခံစားပြန်နေခဲ့ရတာပေါ့။ကြောက်ကူနဲ့မနီမဝေးတနေရာမှာကြည်လင်တန်ရှင်းတဲ့စမ်းကြောင်းတစ်ခုစီးဆင်းနေတယ်ဆိုတာဆရာတော်တတိပြုမိပါတယ်။စမ်းကြောင်းထဲမှာရှိနေတဲ့ရေကအတော်လေးကိုကြည်လင်နေတာကြောင့်ရေအောက်ကျမ်းပြင်ကကြောက်ခဲတုံးတွေကိုတော့မြင်လို့နေခဲ့ရပါပြီ။အခုလိုနေရာဟာတရားအားထုတ်ဖို့အတွက်အသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်လို့ဆရာတော်တွေးထားခဲ့လိုက်ပါတယ်။လေးပြီးတစ်ချက်တိုက်ခိုက်ခဲ့လိုက်ပြီးတိရွက်တစ်ကက်တွေကိုပုတ်တိုက်စီတဲ့အတွက်ကြောင့်ခက်တဲ့ဒီလိုတန်တွေဖြစ်ပေါ်လို့လာခဲ့ပါတယ်။စိုးစိုးနေတဲ့မြေသိမ်းရတဲ့နဲ့အတူတိုက်ခိုက်နေတဲ့လေညင်ကလေးတွေဟာဒီတောတီတောင်တွေကိုလာရောက်လေပတ်သူတွေအဖို့တစုံတရာပြောပြနေတယ်လို့မျိုးခံစားနေခဲ့ရပါတယ်။ဆရာတော်လည်းဂူထဲကိုဝင်ပြီးလိုက်လံကြည့်ရှုတဲ့အခါမှာတော့ထင်ထားတာတဲ့ပိုလို့နှက်ဆိုင်နေတယ်ဆိုတာကိုသိခဲ့လိုက်ရပါတယ်။
ဒီညကူထဲမှာတညတာအိတ်ဆက်ဖို့အတွက်စဉ်းစားနေစီအတွင်းမှာပဲအထက်တနေရာကနေထူးထူးဆန်းဆန်းအတန်တွေဟာပဲ့တင်ထက်စွာနဲ့ပေါ်လို့လာခဲ့ပါတယ်။အဲ့ဒီအတန်ကအရန်ကြီးမကျဲဘူးဆိုပေမဲ့တခုခုကိုလျှို့ဝှက်စာပြောဆိုနေတယ်လို့မျိုးဆရာတော်ခံစားလို့နေကြရချတာပေါ့။အဲ့ဒီအတန်တွေဟာကူထဲကိုဝင်ရောက်နေတဲ့လေပြေလေညင်းတွေကနေတဆင့်ပါလာခဲ့တယ်လို့ထင်ရပါတယ်။ဒီနေရာကအတော်လေးငြိမ်သက်တိတ်ဆိတ်နေတာပဲ။ဒါရဲ့တရိษံရဲ့အတန်တော့မကြားရဘူး။တရားအားထုတ်ဖို့အသင့်တော်ဆုံးနေရာဖြစ်ပါလိမ့်မယ်။ခုနဲ့မဝေးလာတဲ့တောင်ကြီးတနေရာမှာတော့ကျေးလက်တော်ရွာလေးတစ်ခုရှိပါတယ်။အဲဒီကျေးလက်တော်ရွာကလေးဟာတဘာဝရဲ့တိတ်ဆိတ်မှုအောက်မှာပုံကွယ်လျက်ရှိလို့နေကြတာပေါ့။ရွာဆိုပေမဲ့လူနေအိမ်တွေဟာတစုတစည်းရဲ့ရှိမနေပဲဟိုနေရာတစ်ခုဒီနေရာတစ်စုနဲ့ရှိလို့နေကြရှာပါတယ်။ရွာမှာရှိတဲ့ရွာသူရွာသားတွေဟာဗုဒ္ဓဘာသာကိုတတ်ဝေယုံကြည်ကြပါတယ်။ဒါပေမဲ့ဖျားသားတော်တွေဖြစ်ကြတဲ့ယဟန်တန်ဃာတော်တွေနဲ့တွေ့ဆုံခွင့်တော့မရရှိခဲ့ကြပါဘူး။တောအုပ်ထဲမှာရှိနေတဲ့ရွာကလေးဖြစ်တာကြောင့်အပြင်ပတ်ဝန်းကျင်နဲ့အတော်လေးကိုကင်းကွာလို့နေခဲ့ပါတယ်။ဒါပေမဲ့လို့လေကောင်းမှုကုသိုလ်ပြုလုပ်ခြင်း၊ဆုတောင်းခြင်းစားတဲ့အမှုတွေကိုတော့သူတို့နည်းသူတို့ဟန်နဲ့လှုပ်ဆောင်ခဲ့ကြတာပေါ့။ရွာသားတွေဟာတောထဲမှာအမဲလိုက်ပြီးအသက်မွေးဝမ်းကြောင်းပြုကြပါတယ်။ခုနာကိုရောက်တဲ့အခါမှာတော့ကြောက်ကူအတွင်းမှာဆရာတော်တစ်ပါးသတင်းသုံးနေရဲ့ဆိုတဲ့စကားတန်ဟာဘောက်ဆိုရီစီကနေတစ်ချင်းတရွာလုံးကိုပြန်နှံလို့သွားခဲ့ပါတော့တယ်။အဲ့ဒီအရာကရွာသူရွာသားတွေကိုဗုဒ္ဓဘာသာတတ်ဝင်ယုံကြည်မှုအပေါ်မှာလုံလုံကြကြရှိစေဖို့အတွက်အလင်းရောင်တစ်ခုလိုမျိုးဖြစ်လို့လာခဲ့ရှာတာပေါ့။ဘုန်းကြီးတစ်ပါးကူထဲမှာရှိနေဆိုတာဟုတ်လား။ဟုတ်တယ်ငါတို့အမဲလိုက်သွားတဲ့ကြောက်ကူထဲမှာရှိတာကွာငါတို့တွေသွားဖူးကြရအောင်ကွာ။နောက်တနေ့မနေ့မှာတော့ရွာသူရွာသားတွေဟာစားကောင်းတောက်ဖွယ်တွေနဲ့ပန်းတွေကိုယူဆောင်လာခဲ့ကြပြီးဆရာတော်ဖျားသတင်း300ကြောက်ကူစီကိုရောက်ရှိလို့လာခဲ့ကြပါတယ်။တချို့ဆိုရင်ဖျောင်းနိုင်အမွေးတိုင်တွေကိုပါယူလာခဲ့ကြတာပေါ့။အဲဒီချိန်ရွာသားတယောက်ကဆရာတော်ကိုစကားဆိုခဲ့ပါတယ်။ဒီနေရာဒီဒေသဟာရဟန်းတန်ဃာတွေလာရောက်လိမ့်မရှိဘူးဖေဟာ။ဆရာတော်ဒီကူထဲမှာနေရတာအခက်အခဲဖြစ်တယ်ဆိုရင်တပည့်တော်ရှောက်တင်ကြပါတယ်။တပည့်တော်တို့ရွာမှာအရှိန်တော်ကြားသတင်းသုံးပြီးရွာသားတွေကိုတရားရည်အေးတိုက်ကြွေးတော်မူပါစွမ်းခဲပွဲအတွက်လည်းဆရာတော်ဘာမှပူစရာမလိုပါဘူးနော်ကောင်းမှုကုသိုလ်ပြုလုပ်ခြင်းကတပည့်တော်တို့ရဲ့ဘဝတစ်စိတ်တစ်ပိုင်းမလို့ဆရာတော်ကိုလူဝယ်ပစ္စည်းကပ်လို့ပြီးကုသိုလ်ပြုခွင့်ပေးပါဒီနေရာဒီဒေသကငြိမ်းချမ်းတယ်လို့ခံစားမိတယ်ကွအကယ်လို့ကိုတော်ဒီမှာနေလိုက်တာကတကားတို့အတွက်အကျိုးရှိမယ်ဆိုရင်ဝမ်းမြောက်ပါတယ်ကွကိုတော်ကဒီမှာပဲတည်င်းသုံးပါပါဆရာတော်ဖေအစားအစာတော့ဘာမှစိုးရိမ်စရာမလိုပါဘူးတပည့်တော်တို့ရွာသားတွေတယောက်တစ်လက်စီအလဲကျစီစဉ်ပေးပါမယ်မနဲ့မျက်လုံးနှလုံးဖွင့်တာနဲ့မြင်လိုက်ရတဲ့နနက်ခင်းကိုကျေးဇူးတင်ပါကောင်းမှုကုသိုလ်ပြုလုပ်တဲ့အခါမှာလေတန်ရှင်းစင်ကြယ်တဲ့စိတ်နဲ့သာလှုပ်ဆောင်ပါပစ္စည်းဥစ္စာဆိုတာကဒါနတစ်မျိုးပဲမလို့ပိုပြီးမွန်မြတ်ရှင်နေဆိုရင်တော့ကျူစင်တဲ့စိတ်ကလေးကိုမွေးမြူစေခြင်းပါရဲ့ကွယ်ဆရာတော်ကြီးလည်းရောက်လာကြတဲ့ရွာသားတွေကိုစုံမဩဝါဒတွေပေးနေခဲ့ပါတယ်။တညာတာကုံစိုးလို့နနက်ခင်းကိုရောက်ရှိလို့လာခဲ့ပါပြီ။မိုးကုတ်စဝိုင်းအစာမှာနေရောင်ကြီးဖြစ်ပေါ်လာပြီးမဲ့လို့လေတောတောင်ထဲမှာရှိနေတဲ့အမောင်တို့ကိုတော့ဖယ်ရှားနိုင်ခြင်းမရှိသေးပါဘူး။ယူဟိုရီဟာမြေပြင်ထက်ကိုနှိမ်စင်းနေပြီးအရာအလုံးဖုံးလွှမ်းထားတဲ့အတွက်ပတ်ဝန်းကျင်ကမှုန်ဝါးနေခဲ့ပါတယ်။ဆရာတော်ကြီးကတပိတ်ကိုပိုက်ပြီးထူထက်နေတဲ့မြူမုံတွေကြားထဲကနေကူရဲ့အရှိဘက်ကိုထွက်ခွာလို့သွားခဲ့ကြတာပေါ့။ဆရာတော်ကြီးဟာကြေးရွာဘက်ကိုသွားမယ်လမ်းဆောင်တစ်ခုမှာရက်ခဲ့လိုက်ပါတော့တယ်။မြူမုံတွေကအမြင်အာရုံကိုကာစီးထားတဲ့အတွက်ကြောင့်ပတ်ဝန်းကျင်ကိုရှင်းရှင်းလင်းလင်းမမြင်ရတော့ပဲမြေပြင်ကိုသာမြင်တွေ့နေကြရရှာတာပေါ့။လမ်းကလည်းနှစ်ခုရှိနေတာကြောင့်တစ်ခုကိုရွေးချယ်ရတော့မယ်ဆိုတာကိုဆရာတော်သိပါတယ်။အဲဒါကြောင့်ရွာလမ်းလို့ထင်ရတဲ့လမ်းကြောင်းတစ်ခုကိုရွေးချယ်ခဲ့လိုက်ရှာတာပေါ့။ဆရာတော်ရွေးချယ်လိုက်တဲ့လမ်းကြောင်းကကြောက်ကူကိုပတ်ပြီးတောင်အောက်ကိုဆင်းသက်သွားတဲ့လမ်းကြောင်းပဲဖြစ်ပါတယ်။ကူတွေကစားထွက်တုံးကလိုမျိုးညီညာပြန်ပြိုးမှုရှိမနေပဲကြောက်စရက်ခဲရီနဲ့လမ်းကျန်းတွေကမြေမျက်နှာပြင်မှာရှိလို့နေခဲ့ပါတယ်။ခြုံပုတ်တွေကလည်းထူထက်စွာပေါက်ရောက်နေတဲ့အတွက်လမ်းကြောင်းတစ်ခုလုံးကိုဖုံးလွှမ်းထားတာကြောင့်ဆရာတော်ကြီးလည်းတတိကြီးကြီးထားပြီးလမ်းလျှောက်နေခဲ့ရပါတယ်။မုံဝါးနေတဲ့လင်းအောင်ကိုအားပြုရင်းဆရာတော်ကြီးကအာယုံစိုက်နေခဲ့ရရှာတာပေါ့။ခဏကြာမှတော့ကောင်းကင်ရံကတွန်းလင်းတောက်ပွားလာတဲ့နေအောင်ကြီးဟာတိကိုင်းတက်ခတ်တွေကြားတွေကထိုးပေါဝင်ရောက်လာခဲ့ပြီးမြူကိုးတွေကိုကွဲပြောက်သွားစေခဲ့ပါတယ်။အဲဒီအချိန်ကြားမှာပတ်ဝန်းကျင်မှာရှိတဲ့အရာတွေကိုဆရာတော်ကြီးရှင်းရှင်းလင်းလင်းမြင်တွေ့ခဲ့လိုက်ရရှာတာပေါ့။ရှေ့မှာမြင်နေရတဲ့အရာကဆရာတော်ရဲ့စိတ်ထဲမှာဖြစ်ပေါ်နေတဲ့စိုးရိမ်ကြောက်ကြမှုတွေကိုဖြည့်ဖြောင်းမပေးနိုင်ပါဘူး။ဘာကြောင့်မှမသိဒီတော်အုပ်ကိုဝင်ရောက်လာပြီးဆိုကြတဲ့ကဆရာတော်ရဲ့စိတ်တွေဟာလေးလံနေခဲ့တာပါ။
အဲဒီလိုစိတ်တွေကိုပပျောက်စေဖို့အတွက်ညစဉ်ညတိုင်းဝိပဿနာတရားကမ္မထန်တရားတွေကိုအားထုတ်ပေးမယ်လေအနည်းငယ်ကသာရော့သွားခဲ့ပါတယ်ဆရာတော်လည်းတတိကပ်ပြီးလမ်းလျှောက်နေခဲ့တာခရီးအတော်ပေါက်လို့လာခဲ့ပါပြီလမ်းကလည်းတဖြည်းဖြည်းပိုကျလာတယ်ဆိုတာကိုတတိထားလို့နေခဲ့မိတာပေါ့ဆရာတော်ရှောက်လန်းနေတဲ့လမ်းဟာတာမန်လူတွေဖောက်လုပ်ထားတဲ့လမ်းမျိုးမဟုတ်ပဲစွန့်ပစ်ထားတဲ့လမ်းကြောင်းတစ်ခုလိုမျိုးဖြစ်လို့နေခဲ့ပါပြီလမ်းဘေးမှာပေါက်ရောက်နေတဲ့တစ်ပင်တွေကလည်းနှစ်ပေါင်းအတော်လေးကြာပြီထင်ပါရဲ့တပင်နဲ့တပင်အကိုင်းခက်တွေဟာဆက်နွယ်နေခဲ့ပြီးပတ်ဝန်းကျင်တစ်ခုလုံးကိုမှောင်မိုက်အောင်ဖုံးလွှမ်းထားတယ်လို့မျိုးဖြစ်လို့နေခဲ့ပါတယ်တဏှာကိုရောက်တော့ဆရာတော်ကြီးဟာမြေပြင်ပေါ်မှာရှိနေတဲ့အနှဲငယ်မြင့်တဲ့အရာတစ်ခုကိုတတိထားခဲ့မိလိုက်ပါတယ်ဆရာတော်ကြီးနဲ့မဝေးလာတဲ့တဏှာမှာတော့အတော်လေးဟောင်းနှွမ်းနေတဲ့အုတ်တိုင်းအပိုင်းစားတွေဟာမြေပြင်ထက်မှပြန်ကျဲနေခဲ့ပါတယ်တချို့နေရာတွေမှာတော့ရှုံတွေပိတ်ပေါင်းတွေကဖုံးလွှမ်းထားတဲ့အတွက်အုတ်တိုင်းတွေရဲ့မူလလက်ရာကိုပုံစံမပြတ်မြင်တွေ့နေခဲ့ရပါတယ်။အရာအလုံးကတော့အကောင်းပကတိအတိုင်းရှိလို့မနေခဲ့တော့ပါဘူး။အုတ်တိုင်းရဲ့တချို့နေရာတွေဟာတစုံတစ်ခုဝင်တိုးထားသလိုမျိုးပြိုကျပျက်စီးနေပြီးပုံမှန်မဟုတ်တဲ့မြင်ကွင်းမျိုးရှိလို့နေခဲ့ပါတယ်။အချိန်ကာလကြာမြင့်မှုကြောင့်အကွဲကြောင်ထနေတဲ့နေရန်တွေကိုလည်းမြင်တွေ့လို့နေခဲ့ရရှာတာပေါ့။ပတ်ဝန်းကျင်ကတိုက်ခတ်နေတဲ့လေပီလေညင်းတွေဟာတစုံတရာအဖြစ်ကိုပြောင်းလဲလာသလိုမျိုးခံစားလာခဲ့ရပါတယ်။တပြေးပြေးနဲ့လေတိုးနေတဲ့အတန်ကလည်းညီးတွားတဲ့အဖြစ်ကိုပြောင်းလဲလို့လာခဲ့ရှာပါအဲ့ဒီအတန်ဟာတဘာဝကဖြစ်လာတဲ့ပုံမှန်အတန်မဟုတ်ရပဲဝိညာဉ်ဆိုးရဲ့အကူအညီတောင်းနေတဲ့အတန်လိုမျိုးကိုရှိလို့နေခဲ့ရှာပါဆရာတော်ကြီးကလည်းခဏတာငြိမ်သက်နေပြီးမျက်နှာချင်းဆိုင်မှာရှိနေတဲ့တတိုင်းအပိုင်းစားတွေကိုကြည့်နေခဲ့လိုက်ပါတော့တယ်။နေအောင်ကြီးကြားရောက်လာတဲ့အခါမှာတော့ကြောက်တုံးပေါ်မှာရှိတဲ့အစင်းရအပွန်ရတွေကပုံမတင်ရှားလို့လာခဲ့တာပေါ့တူတူဆန်းဆန်းပါပဲကြောက်တုံးတွေရဲ့အတွင်းသားတွေထိလက်နဲ့ရှမ်းချိုင်စူးဝင်နေတဲ့လက်သေးရတွေကိုပါမြင်တွေ့ခဲ့လိုက်ရရှာတာပေါ့အဲ့ဒီအရှင်းရတွေဟာတစုံတရာကိုပြောပြနေတယ်လို့ဆရာတော်ထင်ခဲ့မိပါတယ်ဆရာတော်ကလည်းအနီးကပ်သွားကြည့်ခဲ့လိုက်ပါတယ်။အုပ်ပြပန်းပြဖြစ်နေတဲ့စလုံးတွေကိုတတိထားမိခဲ့လိုက်ရှာတာပေါ့။အုပ်တိုင်းပေါ်မှာရေးထားတဲ့စလုံးတွေကဖက်ရခက်တယ်ဆိုပေမဲ့လို့လေတစ်ခုနဲ့တစ်ခုဆက်ဆက်ကြည့်တဲ့အခါမှာနီးစပ်တဲ့ဒိဗေတစ်ခုတော့တွက်လို့လာခဲ့ပါတယ်။ဆရာတော်ကြီးကလည်းအသေးရှာဖက်ကြည့်ခဲ့လိုက်တဲ့အခါမှာတော့တစုံတရာကြောင့်တည်သည်ဆိုတဲ့စကလုံးကထွက်လို့လာခဲ့ရှာတာပေါ့။ရုတ်တရက်ညီညူတန်ကြီးတစ်ခုကပတ်ဝန်းကျင်တနေရာကနေကြည်ကြဲလောင်လောင်ပေါ်လို့လာခဲ့ပါတော့တယ်။တစ်ဆက်ထဲမှာပဲညီညူတန်ကနေအော်ဟင်းနေတဲ့အတန်ကိုပြောင်းလဲလို့သွားခဲ့ရှာတာပေါ့။အဲ့ဒီအတန်ကဆရာတော်ရဲ့နားအတွင်းပိုင်းထိကိုလှုပ်ခတ်လို့သွားခဲ့ပါတော့တယ်။ဆရာတော်လည်းလှုပ်ရှားနေတဲ့သူ့ရဲ့ခန္ဓာကိုယ်လေးကိုခဏတာရက်တန်ခဲ့လိုက်ပြီးမျက်လုံးကိုမိတ်ဗုဒ္ဓမြတ်စွာဘုရားကိုအာယုံပြုကနှုတ်ဖျားကနေတရဏဂုံတီးခဲ့လိုက်ပါတော့တယ်။ပြီးတဲ့နောက်စိတ်ငြိမ်သက်စေဖို့နဲ့အန္တရာယ်အပေါင်းကနေကင်းလွတ်စေဖို့အတွက်တန်ဖိုးတေကာရာကိုစတင်ရွတ်ဖတ်ခဲ့လိုက်ရှာတာပေါ့။မျက်လုံးကိုပွင့်ကြည့်ခဲ့လိုက်တဲ့အခါမြင်လိုက်ရတဲ့မြင်ကွင်းတစ်ခုဟာဆရာတော်ကိုအနှဲငယ်ထိတ်လန့်သွားစေခဲ့ပါတယ်။ရွာသားတွေလိုထင်ရတဲ့အမျိုးသားတချို့နဲ့အမျိုးသမီးတချို့ဆရာတော်ရဲ့ရှေ့မှာတန်းစီရက်လို့နေခဲ့ကြရှာပါသူတို့ရဲ့လက်ထဲမှာတော့စွန်ကဲပွဲနဲ့တခြားလူဝယ်ပစ္စည်းတွေကိုကင်လို့ထားခဲ့ပါတယ်အားလုံးလိုလိုကဘာလှုပ်ရှားမှုမရှိပဲငြိမ်သက်လို့နေခဲ့ကြရှာတာပေါ့တယောက်နဲ့တယောက်တီတိုစကားပြောတန်အောင်မရှိပါဘူးဆရာတော်ကလည်းထွေထွေတူတူစဉ်းစားမနေတော့ပဲတပိတ်ကိုဖွင့်ကအလူခံခဲ့လိုက်ပါတော့တယ်ရွာသူရွာသားတွေကလည်းအစင်တင်ပါလာကြတဲ့လူဝယ်ပစ္စည်းတွေကိုဆရာတော်ထံစက်ကက်လူတန်းခဲ့ကြရှာတာပေါ့အားလုံးလှုပ်ရှားနေပေမဲ့တိတ်ဆိတ်ငြိမ်သက်မှုကတော့ပြောင်းလဲမလာခဲ့ပါဘူးဆရာတော်ရဲ့စိတ်ထဲအနှဲငယ်လေးလံလို့လာခဲ့ပါတယ်အခုလိုကိစ္စရဲ့မျိုးဟာဆရာတော်တစ်ခါမှမကြုံဘူးပါဘူးခန္ဓာကိုယ်တွေကလှုပ်ရှားနေပေမဲ့အသက်ရှူတန်တော့မကြားရတဲ့အတွက်ဒီလူတွေအသက်တောင်ရှူကြလားဆိုပြီးသူတို့ရဲ့နှာခေါင်းကိုဆရာတော်ကြီးကြည့်မိပါသေးတယ်ဆရာတော်စွန့်ခံပြီးသည့်တိုင်ရွာသားတွေဟာရက်လို့နေခဲ့ကြတာပေါ့ဘယ်သူမှလည်းစကားမပြောကြပါဘူးဆရာတော်လည်းအနေငယ်ထူးခြားနေပြီမလို့ပြန်လာခဲ့တဲ့လမ်းတစ်လျှောက်မှာတော့စဉ်းစားလို့နေခဲ့ကြတာပေါ့ဘာဖြစ်လို့ရွာသားတွေဟာတဘာဝမကျတဲ့နီးလန်းနေနဲ့တိတ်ဆိတ်ငြိမ်သက်နေကြရတယ်ဆိုပြီးဆရာတော်တွေးတောနေခဲ့ပါတယ်ပုံမှန်အားဖြင့်စွန့်လောင်းသူပြီးတဲ့အခါရွာသူရွာသားတွေအချင်းချင်းစကားပြောဆိုကြပါတယ်အခုတော့အဲ့ဒီအရာတွေအားလုံးနဲ့စန့်ကျင်ဘက်ပါပဲသူတို့ရဲ့လှုပ်ရှားပုံစံတွေကစလို့ရှေ့တန်းတွေပါလုံးဝကြားရခြင်းမရှိပါဘူးအခုမြင်နေရတဲ့အရာတွေကအမှန်တကယ်ပဲလားဒါမှမဟုတ်ငါခရီးပန်းနေလို့ပဲစိတ်ကြောင်ယောက်ျားဖြစ်နေတာလားတခုခုတော့တခုခုပဲတရားတော်လည်းမတင်ကားတာနဲ့စွန်းလောင်းခဲ့တဲ့ရွာသားတွေကိုပြန်လှည့်ကြည့်ကြလိုက်တဲ့အခါမှာတော့မြင်ကွင်းကလူသူကင်းမဲ့နေခဲ့ပါတော့တယ်။စွန်းလောင်းဖို့အတွက်စောင့်ဆိုင်နေကြတဲ့ရွာသူရွာသားလေးတယောက်မှမရှိကြဘူးဆိုတဲ့ပုံရိပ်ရောင်တွေဖြစ်လို့နေခဲ့ကြတာပေါ့။ကဲဘာမှစိတ်မပူနဲ့တော့အရာအလုံးကဖြစ်ရှင်းပြက်ရှင်းသဘောတရားတွေပါပဲ။တရားတော်ကြီးလည်းနှုတ်ဖျားကနေခတ်တိုးတိုးရေရွတ်ပြီးတဲ့နောက်တရင်300ကြောက်ကူတွေကိုပြန်လဲကြွမြန်းလာခဲ့ပါတယ်။အဲဒီချိန်စိတ်အာယုံထဲမှာတော့တခုတွေးကြည့်လိုက်ချတာပေါ့။
အခုလိုမျိုးစိတ်ပြန့်လွင့်နေမယ်ဆိုရင်တရားဓမ္မရှာဖွေဖို့အစဉ်ပြေမှာမဟုတ်ဘူးဆိုတဲ့အတွေးကြောင့်စွန့်ခံပြီးတာနဲ့ကူထဲမှာတရားကျင့်ကြံတော့မယ်လို့ဆုံးဖြတ်ခဲ့လိုက်ပါတော့တယ်။ဆရာတော်ကြီးစွန့်ခံကြွမယ်ဆိုပြီးရောက်မလာခဲ့တာကြောင့်ရွာသားတွေဟာစိတ်ပူပန်လာခဲ့ကြပြီးတရင်300ကျောက်ကူစီကိုရောက်လို့လာခဲ့ကြပါတယ်။ဆရာတော်ကမြင်တော့ဝေပြူကြရင်ဘာကြောင့်အပြင်ကိုစွန့်ခံမထွက်တော့တာလဲလို့မေးမြန်းခဲ့လိုက်ကြပါတော့တယ်။ဆရာတော်ကြီးတပည့်တော်တို့ရွာကိုဘာလို့စွန့်ခံမကြတော့တာလဲဖေ။တပည့်တော်တို့ကစွန့်ခဲဝဲအစုံလင်ပြင်ဆင်ပြီးနေတိုင်းစောင့်နေတာကြာတော့စိတ်ပူတာနဲ့ဒီကိုရောက်လာတာပဲဖေ။ကိုတော့နေတိုင်းစွန့်ခံသွားပါတယ်။နနက်အာယုံစွန့်ကစားလို့နေ့လေစွန့်မှမကျင်ကိုတော့စွန့်ခံထွက်ပါတယ်ကွ။တရားတော်ရဲ့စကားလုံးတွေကရွာသားတွေကိုစိတ်ရှုပ်ထွေးသွားစေခဲ့ပါတယ်။ဘာစကားမှပြန်မပြောတော့ပဲရွာသားတွေလည်းအချိန်တန်ကြအောင်ငြိမ်သက်လို့နေခဲ့ရှာတာပေါ့။တယောက်ကိုတယောက်ကြည့်ရင်တစုံတစ်ခုမှားယွင်းနေပြီလို့ခံစားလို့လာခဲ့ရပါတော့တယ်။ဟုတ်ဘူးဗျာတပည့်တော်တို့ရွာတူအောင်လုံးဘယ်သူမှဆရာတော်ကိုမမြင်ဘူးကြသေးဘူး။ရွာကိုရောက်တော့တပည့်တော်လည်းကြောက်ကူထဲမှာဆရာတော်တစ်ပါးသတင်းသုံးနေတယ်။ငါတို့ရွာကိုနေတိုင်းစွန့်ခံကြွမယ်လို့ပြောထားတာ။တပည့်တော်တို့ရွာသားတွေလည်းနေတိုင်းလို့ခဲဝဲအစုံလေးနဲ့ပြင်ပြီးစောင့်နေကြတာဘယ်ဆရာတော်မှကြွမလာပါဘူးဗျာရွာသားရဲ့စကားဆုံးတဲ့အခါမှာတော့ဆရာတော်ကြီးလည်းနေတိုင်းဆုံးခံကြွခဲ့တဲ့အဖြစ်အပျက်တွေကိုပြန်လည်စဉ်းစားလို့နေခဲ့ပါတော့တယ်။စွန်လောင်လို့တဲ့ရွာသားတွေဟာဒီလိုပြောဆိုတမ်းလည်းမရှိလှုပ်ရှားနေတဲ့သူတို့ရဲ့ခန္ဓာကိုယ်ကလည်းအနှင်းငယ်ထူးဆန်းနေတယ်ဆိုတာကိုဆရာတော်သတိပြုလာမိခဲ့ပါတယ်။အဲဒီအပြင်လက်သေးရပလက်ပွားရှိတဲ့အုတ်တိုင်းတွေကိုလည်းပြန်လည်မြင်အောင်လုပ်လာခဲ့ရှာပေါ့။အရာအလုံးကစိတ်ကြောင်ရှောက်ရှားဖြစ်နေတာမဟုတ်ရပဲအမှန်တကယ်ဖြစ်ပျက်နေတယ်ဆိုတာကိုဆရာတော်ကြည့်ခဲ့လိုက်ရပါတယ်။ဒါဆိုရင်ကိုတော်ကဘဲကိုသွားပြီးစွန့်ခံကြွမိတာပါလေအဆရာတော်ကြီးတက်ရွာတွေဘာတွေရောက်သွားတာလားဗျာဒီနားတစ်ဝိုက်မှာတပည့်တော်တို့ရွာကလွဲပြီးဘာမှမရှိဘူးပတ်ဝန်းကျင်မှာလည်းကြီးမားကျယ်ပြန့်တဲ့တစ်တော်တွေပဲရှိတာဗျာဆရာတော်ကတရက်စီရဲ့ရွာမှာစွန့်ခံကြွခဲ့တာဖြစ်မယ်ရွာသားတွေကသူတို့ရွာကိုလာမယ်ဆိုရင်ပထမဆုံးလမ်းဆောင်ကိုဖျက်ရမယ်ဆိုတာကိုရှင်းပြခဲ့ပါတယ်။ရွာသားတွေပြောခဲ့တာကဆရာတော်တွားရလမ်းမှာတစ်ချိန်ကရွာသားတွေနေခဲ့ကြပါတယ်။ဒါပေမဲ့အကြောင်းရင်းတစ်စုံတစ်ခုကြောင့်ရွာသားတွေမရှိတော့ဘဲယနေ့အချိန်ထိကွက်လက်ကြီးဖြစ်ကိုရှိလာခဲ့တာဟာအချိန်တော်လေးကြာလို့နေခဲ့ပါပြီ။လူနေအိမ်တွေကလည်းအချိန်ရဲ့ဝါမျိုးချင်းကိုခံခဲ့လိုက်ရတဲ့အတွက်အမုံအမွားတွေဖြစ်ကိုပြောင်းလဲသွားခဲ့ပါပြီ။သူတို့နေထိုင်ခဲ့တဲ့ဆိုတဲ့အရေးအယောင်တောင်တိတိကျကျလေးလာစမ်းစစ်ကြီးမှသိရမှာလည်းဖြစ်တာပေါ့ဒါပေမဲ့တည်ဆုံးကြတဲ့ဝိညာဉ်စိုးတွေဟာပရာလောကသားတွေအဖြစ်မကျွတ်မလွတ်တည်ရှိနေကြကြပြီးအဲ့ဒီနေရာကိုဝင်ရောက်လာတဲ့သူမှန်သမျှကိုရှောက်လန့်နေကြကြပါတယ်ဆရာတော်တွားခဲ့တဲ့နေရာဟာအဲ့ဒီပရာလောကသားတွေနေထိုင်တဲ့နေရာဖြစ်ပြီးရွာသူရွာသားတွေကတော့အဲ့ဒီဘက်ကိုရှေ့ဦးတော်မလဲရဲခဲ့ကြပါဘူးအဲ့ဒီနေရာကဝိညာဉ်စိုးတွေကရွာပြက်ကြီးကိုအမိပြုပြီးနေထိုင်ကြတာတချို့သောသူတွေကစူးစမ်းကျင်တဲ့စိတ်ကြောင့်အဲ့ဒီနေရာကိုဝင်ရောက်သွားကြတယ်ဖေဟာများသောအားဖြင့်တော့အသက်ရှင်လျက်နဲ့ပြန်ထွက်လာနိုင်ခဲ့ကြဘူးတတိကောင်းလုံးနဲ့တချို့တလေပဲအသက်ရှင်လျက်နဲ့ပြန်ထွက်လာနိုင်တာဗျာအသက်ရှင်နေသူတွေပြန်ပြောပြတာကတော့အဲ့ဒီဝိညာဉ်ဆိုးတွေဟာအရေးမဲတွေအဖြစ်ပေါ်ပြတတ်ပြီးတခါတလေမှလူခန္ဓာကိုယ်နဲ့သူတို့ရဲ့မူလပုံစံကိုပြတတ်ပါသေးတယ်တဲ့သူတို့အနီးကပ်တွားကြည့်တဲ့အခါမှာလည်းဘာမှမမြင်ရဘူးလို့ပြောတယ်ဗျာတခြားကြမ်းတမ်းတဲ့ကိစ္စတွေကြောင့်ဝေရောက်တဲ့လူအများကသိဆုံးကုန်ကြတယ်တဲ့တပည့်တော်တို့တီးရဲ့အကြောင်းအရာတွေကအန္တရာယ်ရှိနေတာမလို့အဲ့ဒီဘက်ကိုရှေ့ဦးတော်မလဲဝင်ဘူးဗျာတရားတော်ကြီးလည်းရွာသားပြောပြတဲ့အဖြစ်အပျက်အလုံးကိုနားထောင်ပြီးတဲ့နောက်မှာတော့ပရာလောကသားတွေနေထိုင်ရာဂျေးရွာပြက်ကြီးအတွက်ကောင်းမှုကုသိုလ်ပြုလုပ်ပြီးအများအတန်းပေးဝေတာကအကောင်းဆုံးဖြစ်ပါတယ်လို့ရွာသားတွေကိုပြန်ပြောပြခဲ့လိုက်ပါတယ်ဒီနေ့မနေ့မှလည်းနာနာဘာဝတွေပဲရှိတဲ့ရွာကားပဲဆရာတော်ကိုစွန့်လောင်းလူလိုက်တာပဲဖြစ်ပါတယ်။နောက်တနေ့ကိုရောက်တဲ့အခါမှာတော့ဆရာတော်ဟာအဲ့ဒီနေရာကိုနောက်ထပ်တစ်ကြိမ်သွားခဲ့ပါတယ်။လမ်းဆောင်ရောက်တဲ့အခါမှာတော့ပရာလောကသားတွေရှိတဲ့ရွာလမ်းဘက်ကိုလှည့်ကရွာပြက်စီကိုသွားဖို့အတွက်ဆုံးဖြတ်ချက်ရှာခဲ့လိုက်ရှာတာပေါ့။ဒီတစ်ကြိမ်သွားတာဟာနောက်ဆုံးတစ်ကြိမ်ဖြစ်ပြီးအမှန်တရားကိုဖော်ပြဖို့အတွက်သွားတာပါလို့စိတ်ထဲကနေတွေးရင်ခိုင်မာစွာရှောက်လန်းလို့နေခဲ့ပါတယ်။မကြလိုက်ပါဘူး။ရွာသူရွာသားတွေစောင့်ဆိုင်းနေတဲ့နေရာကိုဆရာတော်ရောက်ရှိလို့သွားခဲ့တာပေါ့။ရွာသားတွေဟာဆရာတော်ကိုကတ်လူဖို့စွန်ကဲဝဲအစုံလင်းကိုကိုင်ဆောင်ထားခဲ့ကြပါတယ်။ဒီတစ်ချိန်မှာတော့ပတ်ဝန်းကျင်ကအရင်လိုမဟုတ်တော့ရှာပါဘူး။အကိုငွေတွေလွှမ်းရှုံထားပြီးလူသားတွေပုံစံကနေတရေတစီတွေအဖြစ်ကိုပြောင်းလဲလို့လာခဲ့ပါပြီ။ရခင်ကငြိမ်သက်နေတဲ့သူတို့ရဲ့ခန္ဓာကိုယ်ဟာပုံပြက်ပန်းပြက်အနေထားကိုရောက်ရှိလို့လာခဲ့တာပေါ့။အေးမြကြည်လင်နေတဲ့မျက်နှာပြင်ဟာလည်းသွေးတန်တရေရဲပုပ်ပွားနေတဲ့မျက်နှာတွေအဖြစ်ကိုအစားထိုးဝင်ရောက်လို့လာခဲ့ရှာပါပြီ။ဆရာတော်ကိုမြင်တော့မျက်လုံးကြီးတွေပြူးပြီး
သွားကြီးရဲ့ကျဲပြုံးပြနေတာဟာအတော်လေးကိုကြောက်စရာကောင်းလွန်းလာပါတယ်။အရေးပြားတွေကဖြူပဲဖြူရောဖြစ်နေပြီးအတွင်းထဲကညိုပုတ်နေတဲ့သွေးကြောမြင့်တွေကိုတော့မြင်နေခဲ့ရပါတယ်။တချို့ကမျက်နှာမပါပါဘူး။တချို့ကြပြန်တော့လဲဥကောင်းမပါပဲခန္ဓာကိုယ်ကြီးသာတရှိလို့နေခဲ့တာပေါ့။သူတို့အားလုံးကတော့ရခင်ကလိုပဲဆရာတော်ကိုစွန့်လောင်းဖို့အတွက်မတ်တက်ရက်နေကြသေးပဲဖြစ်ပါတယ်။လက်မကင်ထားတဲ့စွန့်ထမင်းတွေဟာအငွေ1000တောင်းထားလို့နေခဲ့ရှာတာပေါ့။မကြလိုက်ပါဘူး။သူတို့ရဲ့ခန္ဓာကိုယ်တွေဟာငြိမ်သက်နေရာကနေတဖြည်းဖြည်းစတင်လှုပ်ရှားလို့လာခဲ့ပါပြီ။တချို့ဟာဝေးကောင်းနေတဲ့လက်တွေကိုစမ်းထုတ်လာခဲ့ပြီးတချို့ကြတော့ကိုယ်ရုပ်ကာယဖြစ်ကဆရာတော်ရှိရာနာကိုရှင်းကပ်လာခဲ့ကြပါတယ်။တပြိုင်တည်းမှာပဲထူးထူးဆန်းဆန်းအတန်တွေကပါပေါ်ထွက်လို့လာခဲ့ရှာတာပေါ့။အဲ့ဒီအတန်တွေကဆရာတော်ကိုအတော်လေးစိတ်ရှုပ်တွေးစေပါတယ်။ဆရာတော်ကြီးကတော့စိတ်မလှုပ်ရှားပဲတင်းငိမ်စွာနဲ့ရက်လို့နေခဲ့တာပေါ့။လက်အုပ်ရှိကလိုက်ပြီးနှကမ်းပြားကနေလေတကူစာကြားယုံမြမန္တန်တွေကိုတိုးတိုးလေးရွတ်ဖက်နေခဲ့ပါတယ်။ဆရာတော်ရွတ်ဆိုနေတဲ့အရာဟာစိတ်နှလုံးကိုငြိမ်းချမ်းစေပါတယ်။တပည့်တော်တို့ဒီဘဝကြီးကနေလွတ်မြောက်ဖို့အတွက်စောင့်ဆိုင်နေကြတာပါ။ကြင်တင်ပေးပါဆရာတော်။ဆရာတော်ကတော့ဘာမှပြန်မပြောခဲ့ပါဘူး။မန္တန်ရွတ်ဖက်ရှင်ကစိတ်နှလုံးရှမ်းမြေုံတင်မကားပဲအားကောင်းတဲ့အကာအကွယ်တစ်ခုလိုဖြစ်နေခဲ့ပါတယ်။တရေတစီတွေကလည်းသူတို့ပြောချင်တာတွေကိုပြောပြီးတဲ့နောက်မှာတော့အမောင်တူတဲ့ကိုဝင်ရောက်ကတဖြည်းဖြည်းပျောက်ကွယ်လို့သွားခဲ့ရှာပေါ့။တပြိုင်တည်းမှာပဲလွမ်းရှုံထားတဲ့မြူကိုးတွေဟာယွန်နေလို့လာခဲ့ပြီးနက်နက်ကင်းနေအောင်ကြီးနဲ့အတူနေတစ်တစ်ခုမွေးဖွားလာခဲ့ပါတယ်။တိတ်ဆိတ်မှုကဝင်းချင်းကနေပြန်လဲရောက်ရှိလို့လာခဲ့တာပေါ့။လေတိုက်တန်းနဲ့အတူလွင်ပါလာခဲ့တဲ့သားကောင်တွေရဲ့အတန်းကိုစတင်ကြားလို့လာခဲ့ရပါတယ်။ဝင်းကျင်ဆိုတွေပြောက်ကွယ်သွားပြီမဲ့လို့လဲသူတို့နေထိုင်ခဲ့တဲ့ပတ်ဝန်းကျင်မှာတော့လျှို့ဝှက်စမ်းကြင်မှုတွေနဲ့ပြည့်နှက်လို့နေခဲ့ရှာတာပေါ့။တရားတော်ကလည်းအနန္တတတ္တဝါတွေကိုမေတ္တာပို့တာပြီးတဲ့နောက်တောင်ကြီးအောက်ကကြီးရွာလေးစီကိုလမ်းကြောင်းလေးအတိုင်းဆင်းသက်လို့လာခဲ့ပါတော့တယ်။တောင်ကြီးအောက်မှာတော့အလင်းရောင်တွေကိုစတင်မြင်လာခဲ့ရပါပြီ။နောက်ဆုံးမှာတော့ဆရာတော်ကြီးလည်းရွာသားတွေရှိရာကြီးရွာကိုတန်းတန်းမမတ်ရောက်ရှိလို့သွားခဲ့ပြီးတဲ့နောက်ကြောက်ကူစီကိုမပြန်တော့ပဲရွာသားတွေရဲ့ခွင်ပန်ချက်အရာရွာကဘုံကြီးကျောင်းမှာပဲကျောင်းနိုင်ဆရာတော်ဖြစ်နေတည်င်းသုံးခဲ့လိုက်ပါတော့တယ်။ဒီအကြောင်းအရာတွေဟာဖျားဘူးထွက်ရင်ကြုံတွေ့ခဲ့ရတဲ့ဆရာတော်တစ်ပါးကြီးရဲ့အကြောင်းပဲဖြစ်ပါတယ်။တာမန်အားဖြင့်စိတ်တည်ငြိမ်မှုတမာရီအားကောင်းမှုမရှိရင်ပျက်စီးယိုယွင်းသွားနိုင်တယ်ဆိုပေမဲ့ဗုဒ္ဓလမ်းစဉ်ကိုအသေးရှာတောက်ဝင်ယုံကြည်ခဲ့တဲ့ဆရာတော်အနေနဲ့တုတ်တုံမှမလို့ပြဿနာတွေကိုတည်တည်ငြိမ်ငြိမ်နဲ့ရင်ဆိုင်သွားခဲ့ရင်လည်းပဲဇလန်းလေးလေးပြီးဆုံးသွားခဲ့ပါတော့တယ်။အဆုံးဒီနာဆင်ပေးကြတဲ့ကျွန်တော်ရဲ့ပရိသတ်တရားရှင်တိုင်းကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာအားလုံးပဲတာယာပျော်ရွှင်သောနေ့ရက်ကလေးပိုင်ဆိုင်နိုင်ကြပါစေဆုံးဒီနာဆင်ပေးကြတဲ့ပရိသတ်တွေအားလုံးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာအကောင်းဆုံးတွေတို့ပြန်လာခဲ့ပါမယ်ခင်ဗျာတကားကထင်ရှားလာတဲ့ရဟန်းတော်အရှင်ဥဒ္ဓမဟာလျှို့ဝှက်စမ်းကြယ်လာတဲ့ဒေသတွေကိုဖျားဖူးရင်ခီးထွက်ခဲ့ပါတယ်။အဲဒီအချိန်ခေတ်ကာလကငြိမ်သက်အေးချမ်းနေပုံရပါတယ်။ရွာအစင်စင်ကိုဖျက်တမ်းပြီးတဲ့နောက်တောအုပ်တစ်ခုလေးကိုရောက်ရှိလို့လာခဲ့တာပေါ့။ထူတက်လာတဲ့တောတောင်တွေဆိုတာကငြိမ်သက်ပေမဲ့တစ်ခုခုဖုံးကွယ်ထားတယ်လို့ဆရာတော်ရဲ့စိတ်ထဲမှာဖြစ်ပေါ်နေခဲ့ပါတယ်။တောတွေကငြိမ်သက်မှုဟာတရားအားထုတ်ဖို့အတွက်အကောင်းဆုံးနေရာတစ်ခုလည်းဖြစ်တာပေါ့။ကြိုးစားအားထုတ်မှုများကစိတ်ထဲမှာထူးဆန်းတဲ့ခံစားချက်တွေကိုဖြစ်ပေါ်စေပါတယ်။ကြေးရွာတွေကိုဖျက်တမ်းပြီးလမ်းလျှောက်လာခဲ့တဲ့ဆရာတော်ဟာပုံမှန်အတိုင်းရှိနေပေမဲ့တောထဲကိုရောက်လာတဲ့အချိန်ကနေစလို့တိတ်ဆိတ်ငြိမ်သက်မှုအပြင်တစုံတရာကစောင့်ကြည့်နေတယ်လို့ခံစားလာခဲ့ရပါတော့တယ်။ဆရာတော်ဟာမိုးကောင်းကင်ကိုမော့ကြည့်ခဲ့လိုက်တာပေါ့။ညီညိုအောင်တန်းနေပြီးညနေပိုင်းကိုတော့ရောက်ရှိလို့လာခဲ့ပါပြီ။ရွာတွေကိုဖျက်တမ်းပြီးတဲ့နောက်တောထဲကိုဝင်ရောက်လာတာဟာတောရဲ့လူသွားလမ်းလို့ထင်ရတဲ့နေရာကိုတော့ရောက်ရှိလို့နေခဲ့ပါပြီ။ရုတ်တရက်ဟောင်းနှံနှံအဝေးကိုဝေးစင်ထားတဲ့လူကြီးတယောက်ကလူသွားလမ်းပေါ်မှာလမ်းလျှောက်နေတာကိုဆရာတော်မြင်တွေ့ခဲ့လိုက်ရပါတယ်။ဆရာတော်ကိုမြင်တော့အဲ့ဒီလူကြီးလည်းပြုံးပြခဲ့လိုက်တာပေါ့။ဆရာတော်ဘယ်ကလာပြီးဘယ်ကိုကြွမလို့လဲဖေဟာ။ကိုတော်ကမြေပြန့်ဒေသကလာခဲ့တာပါ။အောက်ပြည်အောက်ရွာဘက်မှာရှေးဟောင်းစင်းတူတော်တွေကိုဖူးမြော်ကျင်တာကြောင့်ဖျားဘူးထွက်လာခဲ့တာပါကွယ်။ဒါနဲ့ဒီလမ်းကသွားမယ်ဆိုရင်ရွာကိုရောက်နိုင်ပါမလား။ဒီလမ်းကလာခဲ့တာဆရာတော်အမှန်ပဲဖေ။လမ်းကိုစုံသွားရင်ရွာကိုရောက်မှာပါ။တကူတော့ရှိတယ်ဖေ။ဒီတော့ဟုတ်ကတိတ်ဆိတ်ငြိမ်သက်နေတယ်ဆိုပေမဲ့တခါတည်းမှာဖြေရှင်းလို့မရနိုင်တဲ့အရာတွေရှိနေတတ်တယ်။
လူကြီးကအနေငယ်ပြုံးပြပြီးဆရာတော်ကိုကြောခိုင်းကထွက်ခွာသွားခဲ့ပါတော့တယ်။ဆရာတော်ကလည်းထူးဆန်းတဲ့အဲဒီလူကြီးကိုကြည့်ပြီးစိတ်ဝင်စားစရာအရာတွေဟာတောအုပ်ထဲကနေမစားတင်ခင်မှာအဲဒီလူကြီးကနေဖြစ်ပေါ်လာတယ်လို့စိတ်ထဲကနေခံစားခဲ့မိလိုက်ပါတယ်။ဆိုလိုချင်တာကတော့တောအုပ်ရဲ့ဒူးဆန်းမှုတွေတဲ့လူကြီးဟာအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ဆရာတော်ကဝေဝါးတဲ့စကားလုံးတွေကိုအာယုံမဆိုင်နိုင်အောင်ကြိုးစားပြီးမယ်လို့လေပတ်ဝန်းကျင်ရဲ့ငြိမ်သက်မှုကဆရာတော်ရဲ့စိတ်ကိုပိုပြီးလေးလံစေခဲ့ပါတယ်။ရှေ့မှာအန်ဒီရဲ့ကြီးတဲ့တစုံတစ်ခုကစောင့်ကြိုနေတယ်လို့ခံစားနေခဲ့ရမိတာပေါ့။ဘလောက်ထိတိတ်ဆိတ်တယ်ဆိုရင်ဆရာတော်လမ်းလျှောက်နေတဲ့ရှီတန်ဟာသူ့ရဲ့နားထဲမှာပြန်ကြားနေရတဲ့အထိကျဲလောင်လွန်းလာပါတယ်။ဆရာတော်ရောက်ရှိတဲ့နေရာဟာတာမန်ရွာသူရွာသားတွေအဖို့မရောက်ရှိနိုင်တဲ့နေရာတစ်ခုလို့ဖြစ်လို့နေခဲ့ပါတယ်။မကြပါဘူး။လမ်းအဆုံးတနေရာမှာတော့တစ်ပင်ရှုံတွေရဲ့အနောက်မှာပုံအောင်နေတဲ့ကြောက်ကူကြီးတစ်ခုကိုတွေ့ခဲ့လိုက်ရပါတော့တယ်။ကူကြီးရဲ့ပုံစံကအတော်လေးကိုကြီးမားနေပြီးလူတစ်ယောက်ခိုလုံးဖို့အတွက်လုံလောက်တဲ့နေရာလည်းဖြစ်တာပေါ့။ကိုရဲ့နေရာတစ်ဝိုက်ပတ်ဝန်းကျင်မှာအတော်လေးအေးမြပြီးထူးဆန်းလို့နေခဲ့ပါတယ်။တဘာဝတရားကြီးကလျှို့ဝှက်စမ်းကြင်မှုတွေနဲ့အတူရှိနေတယ်လို့ခံစားပြန်နေခဲ့ရတာပေါ့။ကြောက်ကူနဲ့မနီမဝေးတနေရာမှာကြည်လင်တန်ရှင်းတဲ့စမ်းကြောင်းတစ်ခုစီးဆင်းနေတယ်ဆိုတာဆရာတော်တတိပြုမိပါတယ်။စမ်းကြောင်းထဲမှာရှိနေတဲ့ရေကအတော်လေးကိုကြည်လင်နေတာကြောင့်ရေအောက်ကျမ်းပြင်ကကြောက်ခဲတုံးတွေကိုတော့မြင်လို့နေခဲ့ရပါပြီ။အခုလိုနေရာဟာတရားအားထုတ်ဖို့အတွက်အသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်လို့ဆရာတော်တွေးထားခဲ့လိုက်ပါတယ်။လေးပြီးတစ်ချက်တိုက်ခိုက်ခဲ့လိုက်ပြီးတရွက်တစ်ကက်တွေကိုပို့တိုက်စီတဲ့အတွက်ကြောင့်ခက်တဲ့တီးတိုးတန်တွေဖြစ်ပေါ်လို့လာခဲ့ပါတယ်။ဆိုဆိုနေတဲ့မြေတင်ရတဲ့အတူတိုက်ခိုက်နေတဲ့လေညင်ကလေးတွေဟာဒီတော်တီတောင်တွေကိုလာရောက်လေပတ်သူတွေအဖို့တစုံတရာပြောပြနေတယ်လို့မျိုးခံစားနေခဲ့ရပါတယ်။ဆရာတော်လည်းကူရဲကိုဝင်ပြီးလိုက်လံကြည့်ရှုတဲ့အခါမှာတော့ထင်ထားတာတဲ့ပိုလို့နှက်ဆိုင်နေတယ်ဆိုတာကိုသိခဲ့လိုက်ရပါတယ်။ဒီညကူထဲမှာတညတာအိတ်ဆက်ဖို့အတွက်စဉ်းစားနေစဉ်အတွင်းမှာပဲအထက်တနေရာကနေထူးထူးဆန်းဆန်းအတန်တွေဟာပဲ့တင်ထက်စွာနဲ့ပေါ်လို့လာခဲ့ပါတယ်။အဲ့ဒီအတန်ကအရန်ကြီးမကျဲဘူးဆိုပေမဲ့တခုခုကိုလျှို့ဝှက်စာပြောဆိုနေတယ်လို့မျိုးဆရာတော်ခံစားလို့နေကြရချတာပေါ့။အဲ့ဒီအတန်တွေဟာကူထဲကိုဝင်ရောက်နေတဲ့လေပြေလေညင်းတွေကနေတဆင့်ပါလာခဲ့တယ်လို့ထင်ရပါတယ်။ဒီနေရာကအတော်လေးငြိမ်သက်တိတ်ဆိတ်နေတာပဲ။ဒါရဲ့တိရစ္ဆာန်ရဲ့အတန်တော့မကြားရဘူး။တရားအားထုတ်ဖို့အသင့်တော်ဆုံးနေရာဖြစ်ပါလိမ့်မယ်။ခုနဲ့မဝေးလာတဲ့တောင်ကြီးတနေရာမှာတော့ကျေးလက်တော်ရွာလေးတစ်ခုရှိပါတယ်။အဲဒီကျေးလက်တော်ရွာကလေးဟာတဘာဝရဲ့တိတ်ဆိတ်မှုအောက်မှာပုံကွယ်လျက်ရှိလို့နေခဲ့တာပေါ့။ရွာဆိုပေမဲ့လူနေအိမ်တွေဟာတစုတစည်းရဲ့ရှိမနေပဲဟိုနေရာတစ်ခုဒီနေရာတစ်စုနဲ့ရှိလို့နေခဲ့ရှာပါတယ်။ရွာမှာရှိတဲ့ရွာသူရွာသားတွေဟာဗုဒ္ဓဘာသာကိုတက်ဝေယုံကြည်ကြပါတယ်။ဒါပေမဲ့ဖះသားတော်တွေဖြစ်ကြတဲ့ယဟန်တန်ဃာတော်တွေနဲ့တွေ့ဆုံခွင့်တော့မရရှိခဲ့ကြပါဘူး။တောအုပ်ထဲမှာရှိနေတဲ့ရွာကလေးဖြစ်တာကြောင့်အပြင်ပတ်ဝန်းကျင်နဲ့အတော်လေးကိုကင်းကွာလို့နေခဲ့ပါတယ်။ဒါပေမဲ့လို့လေကောင်းမှုကုသိုလ်ပြုလုပ်ခြင်းစူတောင်းခြင်းစားတဲ့အမှုတွေကိုတော့သူတို့နည်းသူတို့ဟန်နဲ့လှုပ်ဆောင်ခဲ့ကြတာပေါ့။ရွာသားတွေဟာတောထဲမှာအမဲလိုက်ပြီးအသက်မွေးဝမ်းကြောင်းပြုကြပါတယ်။ခုနာကိုရောက်တဲ့အခါမှာတော့ကြောက်ကူအတွင်းမှာဆရာတော်တစ်ပါးသတင်းသုံးနေရဲ့ဆိုတဲ့စကားတန်ဟာဘောက်ဆိုရီစီကနေတစ်ချင်းတရွာလုံးကိုပြန်နှံလို့သွားခဲ့ပါတော့တယ်။အဲ့ဒီအရာကရွာသူရွာသားတွေကိုဗုဒ္ဓဘာသာတတ်ဝင်ယုံကြည်မှုအပေါ်မှာလုံလုံကြကြရှိစေဖို့အတွက်အလင်းရောင်တစ်ခုလိုမျိုးဖြစ်လို့လာခဲ့ရှာတာပေါ့။ဘုန်းကြီးတစ်ပါးကူထဲမှာရှိနေဆိုတာဟုတ်လား။ဟုတ်တယ်ငါတို့အမဲလိုက်သွားတဲ့ကြောက်ကူထဲမှာရှိတာကွာ။ငါတို့တွေသွားဖူးကြရအောင်ကွာ။နောက်တနေ့မနေ့မှာတော့ရွာသူရွာသားတွေဟာစားကောင်းတောက်ဖွယ်တွေနဲ့ပန်းတွေကိုယူဆောင်လာခဲ့ကြပြီးဆရာတော်ဖះသတင်း300ကြောက်ကူစီကိုရောက်ရှိလို့လာခဲ့ကြပါတယ်။တချို့ဆိုရင်ဖျောင်းနိုင်အမွေးတိုင်တွေကိုပါယူလာခဲ့ကြတာပေါ့။အဲဒီချိန်ရွာသားတစ်ယောက်ကဆရာတော်ကိုစကားဆိုခဲ့ပါတယ်။ဒီနေရာဒီဒေသဟာရဟန်းတန်ဃာတွေလာရောက်လိမ့်မရှိဘူးဖះ။ဆရာတော်ဒီကူထဲမှာနေရတာအခက်အခဲဖြစ်တယ်ဆိုရင်တပည့်တော်ရှောက်တင်ကြပါတယ်။တပည့်တော်တို့ရွာမှာအချိန်တော်ကြာသတင်းသုံးပြီးရွာသားတွေကိုတရားရည်တိုက်ကျွေးတော်မူပါစွမ်းခဲပွဲအတွက်လည်းဆရာတော်ဘာမှပူစရာမလိုပါဘူးနော်ကောင်းမှုကုသိုလ်ပြုလုပ်ခြင်းကတပည့်တော်တို့ရဲ့ဘဝတစ်စိတ်တစ်ပိုင်းမလို့ဆရာတော်ကိုလူဝယ်ပစ္စည်းကပ်လို့ပြီးကုသိုလ်ပြုခွင့်ပေးပါဒီနေရာဒီဒေသကငြိမ်းချမ်းတယ်လို့ခံစားမိတယ်ကွအကယ်လို့ကိုတော်ဒီမှာနေလိုက်တာကတကားတို့အတွက်အကျိုးရှိမယ်ဆိုရင်ဝမ်းမြောက်ပါတယ်ကွကိုတော်ကဒီမှာပဲတည်င်းသုံးပါပါဆရာတော်ဖေအစားအစာတော့ဘာမှစိုးရိမ်စရာမလိုပါဘူးတပည့်တော်တို့ရွာသားတွေတယောက်တစ်လက်စီအလဲကျစီစဉ်ပေးပါမယ်မနဲ့မျက်လုံးနှလုံးဖွင့်တာနဲ့မြင်လိုက်ရတဲ့နနက်ခင်းကိုကျေးဇူးတင်ပါကောင်းမှုကုသိုလ်ပြုလုပ်တဲ့အခါမှာလေတန်ရှင်းစင်ကြယ်တဲ့စိတ်နဲ့သာလှုပ်ဆောင်ပါပစ္စည်းဥစ္စာဆိုတာကဒါနတစ်မျိုးပဲမလို့ပိုပြီးမွန်မြတ်ရှင်နေဆိုရင်တော့ကျူစင်တဲ့စိတ်ကလေးကိုမွေးမြူစေခြင်းပါရဲ့ကွယ်
ဆရာတော်ကြီးလည်းရောက်လာကြတဲ့ရွာသားတွေကိုစုံမဩဝါဒတွေပေးနေခဲ့ပါတယ်။တညာတာကုံစိုးလို့နနကင်းကိုရောက်ရှိလို့လာခဲ့ပါပြီ။မိုးကုတ်စဝိုင်းအစာမှာနေအောင်ကြီးဖြစ်ပေါ်လာပြီးမဲ့လို့လေတောတောင်ထဲမှာရှိတဲ့အမောင်တို့ကိုတော့ဖယ်ရှားနိုင်ခြင်းမရှိသေးပါဘူး။ယူဟိုရီဟာမြေပြင်ထက်ကိုနှိမ်စင်းနေပြီးအရာအလုံးဖုံးလွှမ်းထားတဲ့အတွက်ပတ်ဝန်းကျင်ကမှုံဝါးနေခဲ့ပါတယ်။ဆရာတော်ကြီးကတပိတ်ကိုပိုက်ပြီးထူထက်နေတဲ့မြူမုံတွေကြားထဲကနေဂူရဲ့အရှိဘက်ကိုထွက်ခွာလို့သွားခဲ့ကြတာပေါ့။ဆရာတော်ကြီးဟာကြေးရွာဘက်ကိုသွားမယ်လမ်းဆောင်တစ်ခုမှာရက်ခဲ့လိုက်ပါတော့တယ်။မြူမုံတွေကအမြင်အာရုံကိုကာစီးထားတဲ့အတွက်ကြောင့်ပတ်ဝန်းကျင်ကိုရှင်းရှင်းလင်းလင်းမမြင်ရတော့ပဲမြေပြင်ကိုသာမြင်တွေ့နေကြရရှာတာပေါ့။လမ်းကလည်းနှစ်ခုရှိနေတာကြောင့်တစ်ခုကိုရွေးချယ်ရတော့မယ်ဆိုတာကိုဆရာတော်သိပါတယ်။အဲဒါကြောင့်ရွာလမ်းလို့ထင်ရတဲ့လမ်းကြောင်းတစ်ခုကိုရွေးချယ်ခဲ့လိုက်ရှာတာပေါ့။ဆရာတော်ရွေးချယ်လိုက်တဲ့လမ်းကြောင်းကကြောက်ကူကိုပတ်ပြီးတောင်အောက်ကိုဆင်းသက်သွားတဲ့လမ်းကြောင်းပဲဖြစ်ပါတယ်။ကူတွေကစားထွက်တုံးကလိုမျိုးညီညာပြန်ပြိုးမှုရှိမနေပဲကြောက်စရက်ခဲရီနဲ့လမ်းကျန်းတွေကမြေမျက်နှာပြင်မှာရှိလို့နေခဲ့ပါတယ်။ဂျုံဘုတ်တွေကလည်းထူထက်စွာပေါက်ရောက်နေတဲ့အတွက်လမ်းကြောင်းတစ်ခုလုံးကိုဖုံးလွှမ်းထားတာကြောင့်ဆရာတော်ကြီးလည်းတတိကြီးကြီးထားပြီးလမ်းလျှောက်နေခဲ့ရပါတယ်။မုံဝါးနေတဲ့လင်းအောင်ကိုအားပြုရင်းဆရာတော်ကြီးကအာယုံဆိုင်နေခဲ့ရရှာတာပေါ့။ခဏကြာမှတော့ကောင်းကင်ရံကတွန်းလင်းတောက်ပွားလာတဲ့နေအောင်ကြီးဟာတိကိုင်းတက်ခတ်တွေကြားတွေကထိုးပေါဝင်ရောက်လာခဲ့ပြီးမြူကိုးတွေကိုကွဲပြောက်သွားစေခဲ့ပါတယ်။အဲဒီအချိန်ကြားမှာပတ်ဝန်းကျင်မှာရှိတဲ့အရာတွေကိုဆရာတော်ကြီးရှင်းရှင်းလင်းလင်းမြင်တွေ့ခဲ့လိုက်ရရှာတာပေါ့။ရှေ့မှာမြင်နေရတဲ့အရာကဆရာတော်ရဲ့စိတ်ထဲမှာဖြစ်ပေါ်နေတဲ့စိုးရိမ်ကြောက်ကြမှုတွေကိုဖြည့်ဖြောင်းမပေးနိုင်ပါဘူး။ဘာကြောင့်မှမသိဒီတော်အုပ်ကိုဝင်ရောက်လာပြီးဆိုကြတဲ့ကဆရာတော်ရဲ့စိတ်တွေဟာလေးလံနေခဲ့တာပါ။အဲဒီလိုစိတ်တွေကိုပပျောက်စေဖို့အတွက်ညစဉ်ညတိုင်းဝိပဿနာတရားကမ္မထန်တရားတွေကိုအားထုတ်ပေးမယ်လေအနှဲငယ်ကသာရော့သွားခဲ့ပါတယ်။ဆရာတော်လည်းတတိကပ်ပြီးလမ်းလျှောက်နေခဲ့တာခရီးအတော်ပေါက်လို့လာခဲ့ပါပြီ။လမ်းကလည်းတဖြည်းဖြည်းပိုကျလာတယ်ဆိုတာကိုတတိထားလို့နေခဲ့မိတာပေါ့။ဆရာတော်ရှောက်လန်းနေတဲ့လမ်းဟာတာမန်လူတွေဖောက်လုပ်ထားတဲ့လမ်းမျိုးမဟုတ်ပဲစွန့်ပစ်ထားတဲ့လမ်းကြောင်းတစ်ခုလိုမျိုးဖြစ်လို့နေခဲ့ပါပြီ။လမ်းဘေးမှာပေါက်ရောက်နေတဲ့တစ်ပင်တွေကလည်းနှစ်ပေါင်းအတော်လေးကြာပြီထင်ပါရဲ့။တပင်နဲ့တပင်အကိုင်းအခက်တွေဟာဆက်နွယ်နေခဲ့ပြီးပတ်ဝန်းကျင်တစ်ခုလုံးကိုမှောင်မိုက်အောင်ဖုံးလွှမ်းထားသလိုမျိုးဖြစ်လို့နေခဲ့ပါတယ်။တဏှာကိုရောက်တော့ဆရာတော်ကြီးဟာမြေပြင်ပေါ်မှာရှိနေတဲ့အနှဲငယ်မြင့်တဲ့အရာတစ်ခုကိုတတိထားခဲ့မိလိုက်ပါတယ်။ဆရာတော်ကြီးနဲ့မဝေးလာတဲ့တဏှာမှာတော့အတော်လေးဟောင်းနှွမ်းနေတဲ့အုတ်တိုင်းအပိုင်းအစားတွေဟာမြေပြင်ထက်မှပြန်ကျဲနေခဲ့ပါတယ်။တချို့နေရာတွေမှာတော့ရှုံတွေပိတ်ပေါင်းတွေကဖုံးလွှမ်းထားတဲ့အတွက်အုတ်တိုင်းတွေရဲ့မူလလက်ရာကိုပုံစံမပြတ်မြင်တွေ့နေခဲ့ရပါတယ်။အရာအားလုံးကတော့အကောင်းပကတိအတိုင်းရှိလို့မနေခဲ့တော့ပါဘူး။အုတ်တိုင်းရဲ့တချို့နေရာတွေဟာတစုံတစ်ခုဝင်တိုးထားသလိုမျိုးပြိုကျပျက်စီးနေပြီးပုံမှန်မဟုတ်တဲ့မြင်ကွင်းမျိုးရှိလို့နေခဲ့ပါတယ်။အချိန်ကာလကြာမြင့်မှုကြောင့်အကွဲကြောင်ထနေတဲ့နေရန်တွေကိုလည်းမြင်တွေ့လို့နေခဲ့ရရှာပါ။ပတ်ဝန်းကျင်ကတိုက်ခတ်နေတဲ့လေပြေလေညင်းတွေဟာတစုံတရာအဖြစ်ကိုပြောင်းလဲလာသလိုမျိုးခံစားလာခဲ့ရပါတယ်။တပြေးပြေးနဲ့လေတိုးနေတဲ့အတန်ကလည်းညီးတွားတဲ့အဖြစ်ကိုပြောင်းလဲလို့လာခဲ့ရှာပါ။အဲ့ဒီအတန်ဟာတဘာဝကဖြစ်လာတဲ့ပုံမှန်အတန်မဟုတ်ရပဲဝိညာဉ်စိုးရဲ့အကူအညီတောင်းနေတဲ့အတန်လိုမျိုးကိုရှိလို့နေခဲ့ရှာပါဆရာတော်ကြီးကလည်းခဏတာငြိမ်သက်နေပြီးမျက်နှာချင်းဆိုင်မှာရှိနေတဲ့တတိုင်းအပိုင်းစားတွေကိုကြည့်နေခဲ့လိုက်ပါတော့တယ်နေအောင်ကြီးကြားရောက်လာတဲ့အခါမှာတော့ကြောက်တုံးပေါ်မှာရှိတဲ့အစင်းရအပုံရတွေကပုံမတင်ရှားလို့လာခဲ့တာပေါ့ထူးထူးဆန်းဆန်းပါပဲကြောက်တုံးတွေရဲ့အတွင်းသားတွေထိနက်နက်ရှိုင်ရှိုင်စူးဝင်နေတဲ့လက်သေးရတွေကိုပါမြင်တွေ့ခဲ့လိုက်ရရှာတာပေါ့အဲ့ဒီအရှင်ရာတွေဟာတစုံတရာကိုပြောပြနေတယ်လို့ဆရာတော်ထင်ခဲ့မိပါတယ်။ဆရာတော်ကလည်းအနီးကပ်သွားကြည့်ခဲ့လိုက်ပါတယ်။ပုံပြပန်းပြဖြစ်နေတဲ့စလုံးတွေကိုတတိထားမိခဲ့လိုက်ရှာတာပေါ့။အုတ်တိုင်းပေါ်မှာရေးထားတဲ့စလုံးတွေကဖက်ရခက်တယ်ဆိုပေမဲ့လို့လည်းတစ်ခုနဲ့တစ်ခုဆက်ဆက်ကြည့်တဲ့အခါမှာနီးစပ်တဲ့အိဗယ်တစ်ခုတော့တွက်လို့လာခဲ့ပါတယ်။ဆရာတော်ကြီးကလည်းအသေးရှာဖက်ကြည့်ခဲ့လိုက်တဲ့အခါမှာတော့တစုံတရာကြောင့်တေသည်ဆိုတဲ့စကလုံးကထွက်လို့လာခဲ့ရှာပေါ့။ရုတ်တရက်ညီညူတန်ကြီးတစ်ခုကပတ်ဝန်းကျင်တနေရာကနေကြည်ကြဲလောင်လောင်ပေါ်လို့လာခဲ့ပါတော့တယ်။တစ်ဆက်ထဲမှာပဲညီညူတန်ကနေအော်ဟင်းနေတဲ့အတန်ကိုပြောင်းလဲလို့သွားခဲ့ရှာပေါ့။အဲ့ဒီအတန်ကဆရာတော်ရဲ့နားအတွင်းပိုင်းထိကိုလှုပ်ခတ်လို့သွားခဲ့ပါတော့တယ်။ဆရာတော်လည်းလှုပ်ရှားနေတဲ့သူ့ရဲ့ခန္ဓာကိုယ်လေးကိုခဏတာရက်တန်ခဲ့လိုက်ပြီးမျက်လုံးကိုမိတ်ဗုဒ္ဓမြတ်စွာဘုရားကိုအာယုံပြုကနှုတ်ဖျားကနေတရဏဂုံတီးခဲ့လိုက်ပါတော့တယ်။ပြီးတဲ့နောက်စိတ်ငြိမ်သက်စေဖို့နဲ့အန္တရာယ်ပေါင်းကနေကင်းလွတ်စေဖို့အတွက်တန်ဗုဒ္ဓဂါရာကိုစတင်ရွတ်ဖတ်ခဲ့လိုက်ရှာတာပေါ့။မျက်လုံးကိုပွင့်ကြည့်ခဲ့လိုက်တဲ့အခါမြင်လိုက်ရတဲ့မြင်ကွင်းတစ်ခုဟာဆရာတော်ကိုအနှဲငယ်ထိတ်လန့်သွားစေခဲ့ပါတယ်။ရွာသားတွေလိုထင်ရတဲ့အမျိုးသားတချို့နဲ့အမျိုးသမီးတချို့ဆရာတော်ရဲ့ရှေ့မှာတန်းစီရလို့နေခဲ့ကြရှာတာပေါ့သူတို့ရဲ့လက်ထဲမှာတော့စွန်ကဲပွဲနဲ့တခြားလူဝယ်ပစ္စည်းတွေကိုကင်လို့ထားခဲ့ပါတယ်အားလုံးလိုကဘာလှုပ်ရှားမှုမရှိပဲငြိမ်သက်လို့နေခဲ့ကြရှာတာပေါ့တယောက်နဲ့တယောက်တီတိုစကားပြောတန်အောင်မရှိပါဘူး
ဆရာတော်ကလည်းထွေထွေတူတူစဉ်းစားမနေတော့ပဲတပိတ်ကိုဖွင့်ကအလူခံခဲ့လိုက်ပါတော့တယ်ရွာသူရွာသားတွေကလည်းအစင်တင်ပါလာကြတဲ့လူဝဲပစ္စည်းတွေကိုဆရာတော်ထံစက်ကက်လူတန်းခဲ့ကြချတာပေါ့အားလုံးလှုပ်ရှားနေပေမဲ့တိတ်ဆိတ်ငြိမ်သက်မှုကတော့ပြောင်းလဲမလာခဲ့ပါဘူးဆရာတော်ရဲ့စိတ်ထဲအနှဲငယ်လေးလံလို့လာခဲ့ပါတယ်အခုလိုကိစ္စရမျိုးဟာဆရာတော်တစ်ခါမှမကြုံဘူးပါဘူးခန္ဓာကိုယ်တွေကလှုပ်ရှားနေပေမဲ့အသက်ရှူတန်တော့မကြားရတဲ့အတွက်ဒီလူတွေအသက်တောင်ရှူကြလားဆိုပြီးသူတို့ရဲ့နှာခေါင်းကိုဆရာတော်ကြီးကြည့်မိပါသေးတယ်ဆရာတော်စွန့်ခံပြီးသည့်တိုင်ရွာသားတွေဟာရက်လို့နေခဲ့ကြတာပေါ့ဘယ်သူမှလည်းစကားမပြောကြပါဘူးဆရာတော်လည်းအနေငယ်ထူးခြားနေပြီမလို့ပြန်လာခဲ့တဲ့လမ်းတစ်လျှောက်မှာတော့စဉ်းစားလို့နေခဲ့ကြတာပေါ့ဘာဖြစ်လို့ရွာသားတွေဟာတဘာဝမကျတဲ့နီးလန်းတွေနဲ့တိတ်ဆိတ်ငြိမ်သက်နေကြရတယ်ဆိုပြီးဆရာတော်တွေးတောနေခဲ့ပါတယ်ပုံမှန်အားဖြင့်စွန့်လောင်းသူပြီးတဲ့အခါရွာသူရွာသားတွေအချင်းချင်းစကားပြောဆိုကြပါတယ်အခုတော့အဲ့ဒီအရာတွေအားလုံးနဲ့စန့်ကျင်ဘက်ပါပဲသူတို့ရဲ့လှုပ်ရှားပုံစံတွေကစားလို့ရှေ့တန်းတွေပါလုံးဝကြားရခြင်းမရှိပါဘူးအခုမြင်နေရတဲ့အရာတွေကအမှန်တကယ်ပဲလားဒါမှမဟုတ်ငါခရီးပန်းနေလို့ပဲစိတ်ကြောင်ယောက်ျားဖြစ်နေတာလားတခုခုတော့တခုခုပဲတရားတော်လဲမတင်ကားတာနဲ့စွန်းလောင်းခဲ့တဲ့ရွာသားတွေကိုပြန်လဲကြည့်ကြလိုက်တဲ့အခါမှာတော့မြင်ကွင်းကလူသူကင်းမဲ့နေခဲ့ပါတော့တယ်။စွန်းလောင်းဖို့အတွက်စောင့်ဆိုင်နေကြတဲ့ရွာသူရွာသားလေးတယောက်မှမရှိကြဘူးဆိုတဲ့ပုံရိပ်ရောင်တွေဖြစ်လို့နေခဲ့ရှာတာပေါ့။ကဲဘာမှစိတ်မပူနဲ့တော့အရာအလုံးကပြည့်ရှင်းသဘောတရားတွေပါပဲ။တရားတော်ကြီးလေးနှုတ်ပြားကနေခတ်တိုးတိုးရေရွတ်ပြီးတဲ့နောက်တရင်300ကြောက်ကူတွေကိုပြန်လဲကြွမြန်းလာခဲ့ပါတယ်။အဲဒီချိန်စိတ်အာယုံထဲမှာတော့တခုတွေးကြလိုက်ရှာတာပေါ့။အခုလိုမျိုးစိတ်ပြန့်လွင့်နေမယ်ဆိုရင်တရားဓမ္မရှာဖွေဖို့အစဉ်ပြေမှာမဟုတ်ဘူးဆိုတဲ့အတွေးကြောင့်စွန့်ခံပြီးတာနဲ့ကူထဲမှာတရားကျင့်ကြံတော့မယ်လို့ဆုံးဖြတ်ခဲ့လိုက်ပါတော့တယ်။ဆရာတော်ကြီးစွန့်ခံကြွမယ်ဆိုပြီးရောက်မလာခဲ့တာကြောင့်ရွာသားတွေဟာစိတ်ပူပန်လာခဲ့ကြပြီးတရင်300ကြောက်ကူစီကိုရောက်လို့လာခဲ့ကြပါတယ်။ဆရာတော်ကမြင်တော့ဝေပြူကြရင်ဘာကြောင့်အပြင်ကိုစွန့်ခံမထွက်တော့တာလဲလို့မေးမြန်းခဲ့လိုက်ကြပါတော့တယ်။ဆရာတော်ကြီးတပည့်တော်တို့ရွာကိုဘာလို့စွန့်ခံမကြတော့တာလဲဖေ။တပည့်တော်တို့ကစွန့်ခဲဘွဲ့အစုံလင်ပြင်ဆင်ပြီးနေတိုင်းစောင့်နေတာကြာတော့စိတ်ပူတာနဲ့ဒီကိုရောက်လာတာပဲဖေ။ကိုတော့နေတိုင်းစွန့်ခံသွားပါတယ်။နနက်အာယုံစွန့်ကစားလို့နေ့လေစွန့်မှမကျန်ကိုတော့စွန့်ခံထွက်ပါတယ်ကွ။တရားတော်ရဲ့စကားလုံးတွေကရွာသားတွေကိုစိတ်ရှုပ်ထွေးသွားစေခဲ့ပါတယ်။ဘာစကားမှပြန်မပြောတော့ပဲရွာသားတွေလည်းအရှိန်တန်းကြအောင်ငြိမ်သက်လို့နေခဲ့ရှာတာပေါ့။တယောက်ကိုတယောက်ကြည့်ရင်တစုံတစ်ခုမှားယွင်းနေပြီလို့ခံစားလို့လာခဲ့ရပါတော့တယ်။ဟုတ်ဘူးဗျာတပည့်တော်တို့ရွာတူဝလုံးဘယ်သူမှဆရာတော်ကိုမမြင်ဘူးကြသေးဘူးရွာကိုရောက်တော့တပည့်တော်လည်းကြောက်ကူလေးမှာဆရာတော်တစ်ပါးသတင်းသုံးနေတယ်ငါတို့ရွာကိုနေတိုင်းစွန့်ခံကြွမယ်လို့ပြောထားတာတပည့်တော်တို့ရွာသားတွေလည်းနေတိုင်းလိုခဲဘွဲအစုံလေးနဲ့ပြင်ပြီးစောင့်နေကြတာဘယ်ဆရာတော်မှကြွမလာပါဘူးဗျာရွာသားရဲ့စကားဆုံးတဲ့အခါမှာတော့ဆရာတော်ကြီးလည်းနေတိုင်းဆုံးခံကြွခဲ့တဲ့အဖြစ်အပျက်တွေကိုပြန်လည်စဉ်းစားလို့နေခဲ့ပါတော့တယ်။စွန့်လောင်းလို့တဲ့ရွာသားတွေဟာဒီလိုပြောဆိုတမ်းလည်းမရှိလှုပ်ရှားနေတဲ့သူတို့ရဲ့ခန္ဓာကိုယ်ကလည်းအနှင်းငယ်ထူးဆန်းနေတယ်ဆိုတာကိုဆရာတော်သတိပြုလာမိခဲ့ပါတယ်။အဲဒီအပြင်လက်သေးရပလက်ပွားရှိတဲ့အုတ်တိုင်းတွေကိုလည်းပြန်လည်မြင်အောင်လုပ်လာခဲ့ရှာပေါ့။အရာအလုံးကစိတ်ကြောင်ရှောက်ရှားဖြစ်နေတာမဟုတ်ရပဲအမှန်တကယ်ဖြစ်နေတယ်ဆိုတာကိုဆရာတော်ကြည့်ခဲ့လိုက်ရပါတယ်။ဒါဆိုရင်ကိုတော်ကဘယ်ကိုသွားပြီးစွန့်ခံကြွမိရပါလဲအဆရာတော်ကြီးကြက်ရွာတွေဘာတွေရောက်သွားတာလားဗျာဒီနားတစ်ဝိုက်မှာတပည့်တော်တို့ရွာကလွဲပြီးဘာမှမရှိဘူးပတ်ဝန်းကျင်မှာလည်းကြီးမားကျယ်ပြန့်တဲ့တစ်တော်တွေပဲရှိတာဗျာဆရာတော်ကတရက်စီရဲ့ရွာမှာစွန့်ခံကြွခဲ့တာဖြစ်မယ်ရွာသားတွေကသူတို့ရွာကိုလာမယ်ဆိုရင်ပထမဆုံးလမ်းစုံကိုဖျက်ရမယ်ဆိုတာကိုရှင်းပြခဲ့ပါတယ်။ရွာသားတွေပြောခဲ့တာကဆရာတော်တွားရလမ်းမှာတစ်ချိန်ကရွာသားတွေနေခဲ့ကြပါတယ်။ဒါပေမဲ့အကြောင်းရင်းတစ်စုံတစ်ခုကြောင့်ရွာသားတွေမရှိတော့ဘဲယနေ့အချိန်ထိကွက်လက်ကြီးဖြစ်ကိုရှိလာခဲ့တာဟာအချိန်တော်လေးကြာလို့နေခဲ့ပါပြီ။လူနေအိမ်တွေကလည်းအချိန်ရဲ့ဝါမျိုးချင်းကိုခံခဲ့လိုက်ရတဲ့အတွက်အမုံအမွားတွေဖြစ်ကိုပြောင်းလဲသွားခဲ့ပါပြီ။သူတို့နေထိုင်ခဲ့တဲ့ဆိုတဲ့အရေးအယောင်တောင်တိတိကျကျလေးလာစမ်းစစ်ကြီးမှသိရမှာလည်းဖြစ်တာပေါ့။ဒါပေမဲ့တည်ဆုံးကြတဲ့ဝိညာဉ်စိုးတွေဟာပရာလောကသားတွေအဖြစ်မကျွတ်မလွတ်လို့တည်ရှိနေကြပြီးအဲ့ဒီနေရာကိုဝင်ရောက်လာတဲ့သူမှန်သမျှကိုရှောက်လန့်နေကြကြပါတယ်။ဆရာတော်တွားခဲ့တဲ့နေရာဟာအဲ့ဒီပရာလောကသားတွေနေထိုင်တဲ့နေရာဖြစ်ပြီးရွာသူရွာသားတွေကတော့အဲ့ဒီဘက်ကိုရှေ့ဦးတော်မလဲရဲခဲ့ကြပါဘူး။အဲ့ဒီနေရာကဝိညာဉ်စိုးတွေကရွာပြက်ကြီးကိုအမိပြုပြီးနေထိုင်ကြတာတချို့သောသူတွေကစူးစမ်းကျင်တဲ့စိတ်ကြောင့်အဲ့ဒီနေရာကိုဝင်ရောက်သွားကြတယ်ဖေဟာ။များသောအားဖြင့်တော့အသက်ရှင်လျက်နဲ့ပြန်မထွက်လာနိုင်ခဲ့ကြဘူးတတိကောင်းလုံးနဲ့တချို့တလေပဲအသက်ရှင်လျက်နဲ့ပြန်ထွက်လာနိုင်တာဗျာ
အသက်ရှင်နေသူတွေပြန်ပြောပြတာကတော့အဲ့ဒီဝိညာဉ်ဆိုးတွေဟာအရေးမဲတွေအဖြစ်ပေါ်ပြတတ်ပြီးတခါတလေမှလူခန္ဓာကိုယ်နဲ့သူတို့ရဲ့မူလပုံစံကိုပြတတ်ပါသေးတယ်တဲ့သူတို့အနီးကပ်တွားကြည့်တဲ့အခါမှာလည်းဘာမှမမြင်ရဘူးလို့ပြောတယ်ဗျာတခြားကြမ်းတမ်းတဲ့ကိစ္စတွေကြောင့်ဝင်ရောက်တဲ့လူအများကသိဆုံးကုန်ကြတယ်တဲ့တပည့်တော်တို့တီးရဲ့အကြောင်းအရာတွေကအန္တရာယ်ရှိနေတာမလို့အဲ့ဒီဘက်ကိုရှေ့ဦးတော်မလဲဝင်ဘူးဗျာဆရာတော်ကြီးလည်းရွာသားပြောပြတဲ့အဖြစ်အပျက်အလုံးကိုနားထောင်ပြီးတဲ့နောက်မှာတော့ပရလောကသားတွေနေထိုင်ရာခြေရွာပြက်ကြီးအတွက်ကောင်းမှုကုသိုလ်ပြုလုပ်ပြီးအများအတန်းပေးဝေတာကအကောင်းဆုံးဖြစ်ပါတယ်လို့ရွာသားတွေကိုပြန်ပြောပြခဲ့လိုက်ပါတယ်ဒီနေ့မနေ့မှလည်းနာနာဘာဝတွေပဲရှိတဲ့ရွာကားပဲဆရာတော်ကိုစွန်းလောင်းလူလိုက်တာပဲဖြစ်ပါတယ်။နောက်တနေ့ကိုရောက်တဲ့အခါမှာတော့ဆရာတော်ဟာအဲ့ဒီနေရာကိုနောက်ထပ်တစ်ကြိမ်သွားခဲ့ပါတယ်။လမ်းဆောင်ရောက်တဲ့အခါမှာတော့ပရလောကသားတွေရှိတဲ့ရွာလမ်းဘက်ကိုလှည့်ကရွာပြက်စီကိုသွားဖို့အတွက်ဆုံးဖြတ်ချက်ရှာခဲ့လိုက်ရှာတာပေါ့။ဒီတစ်ကြိမ်သွားတာဟာနောက်ဆုံးတစ်ကြိမ်ဖြစ်ပြီးအမှန်တရားကိုဖော်ပြဖို့အတွက်သွားတာပါလို့စိတ်ထဲကနေတွေးရင်ခိုင်မာစွာရှောက်လန်းလို့နေခဲ့ပါတယ်။မကြလိုက်ပါဘူး။ရွာသူရွာသားတွေစောင့်ဆိုင်းနေတဲ့နေရာကိုဆရာတော်ရောက်ရှိလို့သွားခဲ့တာပေါ့။ရွာသားတွေဟာဆရာတော်ကိုကတ်လူဖို့စွန်ကဲဝဲအစုံလင်းကိုကိုင်ဆောင်ထားခဲ့ကြပါတယ်။ဒီတစ်ချိန်မှာတော့ပတ်ဝန်းကျင်ကအရင်လိုမဟုတ်တော့ရှာပါဘူး။အခုငွေတွေလွှမ်းရှုံထားပြီးလူသားတွေပုံစံကနေတရေတစီတွေအဖြစ်ကိုပြောင်းလဲလို့လာခဲ့ပါပြီ။ရခင်ကငြိမ်သက်နေတဲ့သူတို့ရဲ့ခန္ဓာကိုယ်ဟာပုံပြက်ပန်းပြက်အနေထားကိုရောက်ရှိလို့လာခဲ့တာပေါ့။အေးမြကြည်လင်နေတဲ့မျက်နှာပြင်ဟာလည်းသွေးတန်တရေရဲပုပ်ပွားနေတဲ့မျက်နှာတွေအဖြစ်ကိုအစားထိုးဝင်ရောက်လို့လာခဲ့ရှာပါပြီ။ဆရာတော်ကိုမြင်တော့မျက်လုံးကြီးတွေပြူးပြီးတွားကြီးရဲ့ကျဲပြုံးပြနေတာဟာအတော်လေးကိုကြောက်စရာကောင်းလွန်းလာပါတယ်။အရေးပြားတွေကဖြူပဲဖြူရောဖြစ်နေပြီးအတွင်းထဲကညိုပုတ်နေတဲ့သွေးကြောမြင်တွေကိုတော့မြင်နေခဲ့ရပါတယ်။တချို့ကမျက်နှာမပါပါဘူး။တချို့ကြပြန်တော့လဲဥကောင်းမပါပဲခန္ဓာကိုယ်ကြီးသာတရှိလို့နေခဲ့တာပေါ့။သူတို့အားလုံးကတော့ရခင်ကလိုပဲဆရာတော်ကိုစွန်းလောင်းဖို့အတွက်မတ်တက်ရက်နေကြသေးပဲဖြစ်ပါတယ်။လက်မကင်ထားတဲ့စွန်းထမင်းတွေဟာအငွေတစ်ထောင်ထောင်ထားလို့နေခဲ့ရှာတာပေါ့။မကြလိုက်ပါဘူး။သူတို့ရဲ့ခန္ဓာကိုယ်တွေဟာငြိမ်သက်နေရကနေတဖြည်းဖြည်းစတင်လှုပ်ရှားလို့လာခဲ့ပါပြီ။တချို့ဟာကိုယ်ကောင်းရဲ့လက်တွေကိုစမ်းထုတ်လာခဲ့ပြီးတချို့ကြတော့ကိုယ်ရုပ်ကာယဖြစ်ကဆရာတော်ရှိရာနာကိုရှင်းကပ်လာခဲ့ကြပါတယ်။တပြိုင်တည်းမှာပဲထူးထူးဆန်းဆန်းအတန်တွေကပါပေါ်ထွက်လို့လာခဲ့ရှာတာပေါ့။အဲ့ဒီအတန်တွေကဆရာတော်ကိုအတော်လေးစိတ်ရှုပ်ထွေးစေပါတယ်။ဆရာတော်ကြီးကတော့စိတ်မလှုပ်ရှားပဲတင်းငိမ်စွာနဲ့ရက်လို့နေခဲ့တာပေါ့။လက်အုပ်ရှိကြလိုက်ပြီးနှကန်းပြားကနေလေတကူစာကြားယုံမြမန္တန်တွေကိုတိုးတိုးလေးရွတ်ဖတ်နေခဲ့ပါတယ်။ဆရာတော်ရွတ်ဆိုနေတဲ့အရာဟာစိတ်နှလုံးကိုငြိမ်းချမ်းစေပါတယ်။တပည့်တော်တို့ဒီဘဝကြီးကနေလွတ်မြောက်ဖို့အတွက်စောင့်ဆိုင်နေကြတာပါ။ကြင်ပေးပါဆရာတော်။ဆရာတော်ကတော့ဘာမှပြန်မပြောခဲ့ပါဘူး။မန္တန်ရွတ်ဖတ်ရှင်ကစိတ်နှလုံးရှမ်းမြေုံတင်မကားပဲအားကောင်းတဲ့အကာအကွယ်တစ်ခုလိုဖြစ်နေခဲ့ပါတယ်။တရေတစီတွေကလည်းသူတို့ပြောချင်တာတွေကိုပြောပြီးတဲ့နောက်မှာတော့အမောင်တူတွေကိုဝင်ရောက်ကတဖြည်းဖြည်းပျောက်ကွယ်လို့သွားခဲ့ရှာပါ။တပြိုင်တည်းမှာပဲလွှမ်းရှုံထားတဲ့မြူကိုတွေဟာယော်နေလို့လာခဲ့ပြီးနနကင်းနေအောင်ကြီးနဲ့အတူနေတစ်ခုမွေးဖွားလာခဲ့ပါတယ်။တိတ်ဆိတ်မှုကပတ်ဝန်းကျင်ကနေပြန်လဲရောက်ရှိလို့လာခဲ့တာပေါ့။လေတိုက်တန်းနဲ့အတူလွင်ပါလာခဲ့တဲ့သားကောင်တွေရဲ့အတန်းကိုစတင်ကြားလို့လာခဲ့ရပါတယ်။ဝိညာဉ်ဆိုတွေပျောက်ကွယ်သွားပြီမဲ့လို့လဲသူတို့နေထိုင်ခဲ့တဲ့ပတ်ဝန်းကျင်မှာတော့လျှို့ဝှက်စမ်းကြင်မှုတွေနဲ့ပြည့်နှက်လို့နေခဲ့ရှာတာပေါ့။တရားတော်ကလည်းအနန္တတ္တဝါတွေကိုမေတ္တာပို့တာပြီးတဲ့နောက်တောင်ကြီးအောက်ကကြီးရွာလေးစီကိုလမ်းကြောင်းလေးအတိုင်းဆင်းသက်လို့လာခဲ့ပါတော့တယ်။တောင်ကြီးအောက်မှာတော့အလင်းရောင်တွေကိုစတင်မြင်လာခဲ့ရပါပြီ။နောက်ဆုံးမှာတော့ဆရာတော်ကြီးလည်းရွာသားတွေရှိရာကြီးရွာကိုတန်းတန်းမမတ်ရောက်ရှိလို့သွားခဲ့ပြီးတဲ့နောက်ကြောက်ကူစီကိုမပြန်တော့ပဲရွာသားတွေရဲ့ခွင်ပန်ချက်အရာရွာကဘုံကြီးကျောင်းမှာပဲကျောင်းနိုင်ဆရာတော်အဖြစ်နဲ့တရင်သုံးခဲ့လိုက်ပါတော့တယ်။ဒီအကြောင်းအရာတွေဟာဖျားဘူးထွက်ရင်ကြုံတွေ့ကြရတဲ့ဆရာတော်တစ်ပါးကြီးရဲ့အကြောင်းပဲဖြစ်ပါတယ်။တာမန်အားဖြင့်စိတ်တည်ငြိမ်မှုတမာရီအားကောင်းမှုမရှိရင်ပျက်စီးယိုယွင်းသွားနိုင်တယ်ဆိုပေမဲ့ဗုဒ္ဓလမ်းစဉ်ကိုအသေးရှာတောက်ဝင်ယုံကြည်ခဲ့တဲ့ဆရာတော်အနေနဲ့တုတ်တုံမှမလို့ပြဿနာတွေကိုတည်တည်ငြိမ်ငြိမ်နဲ့ရင်ဆိုင်သွားခဲ့ရင်လည်းပဲဇလန်းလေးလေးပြီးဆုံးသွားခဲ့ပါတော့တယ်။အဆုံးဒီနာဆင်ပေးကြတဲ့ကျွန်တော်ရဲ့ပရိသတ်တရားရှင်တိုင်းကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာအားလုံးပဲတာယာပျော်ရွှင်သောနေ့ရက်ကလေးပိုင်ဆိုင်နိုင်ကြပါစေအဆုံးဒီနာဆင်ပေးကြတဲ့ပရိသတ်တွေအားလုံးပဲကျေးဇူးတူတင်ရှိပါရခင်ဗျာနောက်တဲ့ဗီဒီယိုတွေမှာအကောင်းဆုံးတွေနဲ့တို့ပြန်လာခဲ့ပါမယ်ခင်ဗျာ